ဒီကနခတုတ်အနှစ်ချုပ်ဒီတုတ်တန်ရဲ့ထူးခြားချက်ကတော့ဘုရားမြတ်စွာရဲ့အခတဝကလို့ခေါ်တယ်လက်ရရအခတဝကရှင်သာရိပုတ္တရာမထေရမြတ်သောတပန်ဖြစ်ပြီးတဲ့နောက်မှာ15ရက်မြောက်တဘူရဲလာပြီးနေညတဘူရဲလာပြီးနေမှာဟောကြားတဲ့တုတ်တန်တစ်ခုပဲအဲ့တော့ဒီတုတ်တန်ကိုကြားနာပြီးရှင်သာရိပုတ္တရာမထေရမြတ်ဟာသောတပန်ကနေအထက်ဝိပဿနာကျင့်စဉ်အစဉ်စဉ်ပွားလို့သဂရကံအနာကံနောက်ဆုံးမှာအရဟတမေအရဟတဖို့ရပြီးတော့ယဟန္တာဖြစ်သွားတဲ့နေ့ဒီတုတ်တန်ဟောပြီးတာနဲ့တကြိမ်နဲ့မြတ်စွာဘုရားဟာဒီတုတ်တန်ကဂေစကုတ်တောင်ဆောင်မှာဟောတဲ့တုတ်တန်ဂေစကုတ်တောင်ကနေပြီးတော့ရာဇယဝီလူအကြောင်းတော်ကြီးဘက်ကိုကြွသွားပြီးတော့ဝီလူအကြောင်းတော်မှာချင်းချက်မထားပဲနဲ့ယဟန္တာပုဂ္ဂိုလ်တွေကြီးပဲ250စုဝေးမိကြတယ်ချင်းချက်ထားခြင်းမရှိပဲနဲ့ထိုနေ့ထိုရဲမှာဥပုပ်ပြုဖို့ဆိုပြီးတော့နေဝင်ခြင်းအခါသမယလေးမှာအဲဝေလူဝင်ကျောင်းတော်မှာအင်္ဂါ250ယဟန္တာပုဂ္ဂိုလ်တွေကြီးပဲစုမိသောတာပန်သဂရကံအနာကံဆိုတာမပါဘူးယဟန္တာပုဂ္ဂိုလ်တွေထိတ်ထိတ်ကျယဟန္တာပုဂ္ဂိုလ်တွေကြီးပဲစုဝေးနေတဲ့ပရိသတ်အလဲကောင်မှာမြတ်စွာဘုရားကဩဝါဒပါဠိမောက်ပြပြီးတဲ့အခါမှာယဟန္တာဖြစ်ပြီးစရှင်သာရိပုတ္တရာမထေရမြတ်ကိုလက်ရရန်အခတဝကအမြတ်ဆုံးတပည့်နံပါတ်1တပည့်အဖြစ်ပင်္ဂပရိသတ်မှာကြေညာတဲ့နေ့ပေါ့နော်ရှင်မမောက္ကလမထေရမြတ်လွန်ခဲ့တဲ့တစ်ပတ်ကယဟန္တာအဖြစ်သို့ရောက်သွားတဲ့ရှင်မမောက္ကလမထေရမြတ်ကိုနံပါတ်1ဒုတိယအခတဝကအမြတ်ဆုံးတပည့်အဖြစ်ကြေညာတဲ့နေ့ဒီလိုရှင်သာရိပုတ္တရာရှင်မမောက္ကလန်တို့ကိုမြတ်စွာဘုရားကအခတဝကအမြတ်ဆုံးတပည့်အဖြစ်ကြေညာလိုက်တဲ့အချိန်မှာယတနာမတက်ဘူးလို့မထင်နဲ့တန်ခါပရိသတ်တဲ့ကျဲမှာလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်လှုပ်လှုပ်ရှားရှားဖြစ်တယ်ဆိုတာအဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေအတွင်းမှာဖြစ်တာမဟုတ်ဘူးပုရုဇဉ်တွေရဲ့အတွင်းမှာလှုပ်လှုပ်ရှားရှားဖြစ်တယ်မကျေနပ်တာတွေပြောကြတယ်ဘာမကျေနပ်တာတော့ဆိုအခတဝကယာရုပေးတာဟာပိဿဝဂီတွေပေးတဲ့နဲ့ပေါ့သာသနာအရင်ဝင်လာတဲ့ပိဿဝဂီတွေရှိတယ်သူတို့တဲ့ကြီးတဲ့ပုဂ္ဂိုလ်ပိဿဝဂီတွေမပေးဘူးဆိုလို့ရှိရင်လည်းယတအမှုရှိတဲ့ယဟန္တာတွေရှိနေတာသူတို့ပေးတဲ့နဲ့ပေါ့အဲ့ဒါလိုမှမပေးဘဲနဲ့သာသနာတော်ဝင်လာတာမှဘလောက်မှမကြသေးဘူး2ပတ်လောက်ပဲရှိသေးတဲ့ဒီပုဂ္ဂိုလ်2ဦးကိုရွေးချယ်ပြီးတော့အခတဝကခန္ဓာကတော့မျက်နှာရှိရာဟင်္ပပါဆိုတာမျိုးလိုဖြစ်တယ်လေဒါပုရုဇဉ်ဆိုတာဘယ်သူလုပ်ကဲ့ရဲ့ဖို့ရတော့အစင်သင်းဖြစ်တာနော်ဖះလုပ်လေကဲ့ရဲ့တာပဲသူကဘာလို့ကဲ့ရဲ့တော့ဆိုသူမြင်တာဒီတစ်ခုပဲမြင်တာသူတို့အတွေ့ကပုရုဇဉ်ရဲ့အတွေ့ဟာတူတူပဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ပုရုဇဉ်ဒီကနေ့ပုရုဇဉ်တူတူပဲတွေးပုံတွေးနည်းကဘာမှမထူးနောက်လူသားတွေရှိနေတဲ့များကာလပတ်လုံးဒီအတွေးပဲတွေးကြအောင်ပါပဲပုရုဇဉ်လူသားတွေရဲ့အမြင်နဲ့အတွေးကပြည့်စုံတဲ့အမြင်မဟုတ်ဘူးကိုယ်အမြင်ကလေးတစ်ခုတည်းနဲ့ဝေဖန်ချက်ထုတ်ကြတာပေါ့စဉ်းစားကြည့်လေသူတို့ပြောတဲ့အပြောကဘာတော့ဆိုရင်အခတဝကပေးခြင်းပေးရင်သာသနာအရင်ဝင်တဲ့ပုဂ္ဂိုလ်ပေးရမယ်ဆိုအရင်ဝင်ခြင်းဆိုတဲ့အကြောင်းပဲသူတို့သိတယ်လေသာသနာကိုအရင်ဝင်လာလို့ဝါကြီးတယ်ဆိုတာဝါကြီးယုံနဲ့ဒါထိုက်တန်သလားမထိုက်တန်ဘူးလားဆိုတာမစင်သာဘူးလောကမှာအသက်ကြီးယုံနဲ့အကြီးချင်းဆိုတာ
လုံလောက်တဲ့အရေးချင်းဆိုတာရှိတယ်မှာမဟုတ်တာအရေးချင်းဆိုတာမတူဘူးလေတဦးနဲ့တူအဲ့တော့ပုရုဇဉ်တွေမမြင်နိုင်တဲ့အရေးချင်းကိုကြည့်ပြီးတော့မြတ်စွာဘုရားပေးတာရှင်သာရိပုတ္တရာရှင်မမောက္ကလန်တို့နှစ်ပါးသာသနာပေါင်းဝင်လာတာဘာမှမကြသေးဘူးဘာစကြုပ်ကြီးမှာအလွန်ထင်ရှားတဲ့သင်္ဇယပြပိုက်ရဲ့တပည့်ကြီးတွေသူတို့ရှင်အတ္တစီနဲ့တွေ့လို့မကြခင်လေးတင်မှာဗုဒ္ဓဘာသာဖြစ်ပြီးတော့ယဟန်ဘဝရောက်လာတာမှာ15ရက်ရှိသေးတယ်အဲ့လိုပုဂ္ဂိုလ်မျိုးကိုပေးတယ်ဆိုတော့အပေါ်ယံပုရုဇဉ်တွေ့ရင်တော့မကျေနပ်เสียကြီးပေါ့နော်မကျေနပ်เสียကြီးပေါ့သူတို့တဲ့ဝါကြီးတဲ့ပုဂ္ဂိုလ်တွေပေသဝဂီတို့လိုရှေ့တန်းကြားတဲ့ပုဂ္ဂိုလ်တွေရှိတယ်သူတို့မရွေးပါပဲနဲ့ဘာဖြစ်လို့ရှင်သာရိပုတ္တရာရှင်မမောက္ကလန်တို့ရွေးတာလဲလို့ဆိုတော့အဲ့တော့မြတ်စွာဘုရားမြင်တဲ့အမြင်တွေကိုဉာဏ်တဲ့ပုဂ္ဂိုလ်တွေမမြင်ဘူးမမြင်တော့ကြည့်ရတာလောကမှာဝေဖန်တယ်ရှုတ်ချတယ်ကြည့်ရတယ်ဆိုတာဘုရားတော်မလို့မလွတ်ဘူးပေါ့မြင်တဲ့ပုဂ္ဂိုလ်ကကိုမြင်တာလေးတစ်ခုကိုဥတည်ပြီးတော့ပြောဆိုဝေဖန်လေးရှိတယ်ဒါဘယ်ခေတ်မှမဆိုရှိမှာဒါဘယ်ခေတ်မှပဲရှိတယ်ဆိုတော့နားလည်ပေးဖို့တော့လိုအပ်တာပေါ့နော်နားလည်ပေးရအဲ့ဒါလိုဝေဖန်တဲ့နေဆူညံလာတဲ့အခါကျတော့မြတ်စွာဘုရားရှင်းပြမဟုတ်ဘူးအကြီးချင်းချင်းမတူဘူးရဟန္တာတော့ရဟန္တာပဲအကြီးချင်းဆိုတာတခြားလေပညာအရာမှာမြတ်စွာဘုရားတို့မှဖြေနိုင်တဲ့မေခွန်းမျိုးကိုဖြေနိုင်လောက်သည့်ထိအောင်ပညာအရာမှာအကြီးချင်းပြည့်တာရှင်သာရိပုတ္တရာတပါးပဲရှိတယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီမေခွန်းမေးရဟန္တာပြီမဲ့လို့ဖြေချင်မှဖြေနိုင်ပါမဖြေနိုင်ဘူးလေ။ရဟန္တာကသူ့ဟာသူကိလေသာတွေကလွတ်သွားလို့သာရဟန္တာဖြစ်တာကိုအကုန်သိတယ်လို့ပြောတော့မှမဟုတ်တာပဲ။ဒီလိုဓမ္မနဲ့ပတ်သက်တဲ့စူးရှားတဲ့အမြင်ကရှင်သာရိပုတ္တရာကိုတုမိနိုင်တဲ့ပုဂ္ဂိုလ်တရားမှမရှိဘူး။ဒါကလက်ရှိအချင်းရာတစ်ခုပေါ့။အတိတ်အကြောင်းကတော့ပုရုဇဉ်တွေပို့ပြီးတော့မမြင်နိုင်ဘူး။မြတ်စွာဘုရားအတိတ်အကြောင်းအောင်သိတယ်။ရှင်သာရိပုတ္တရာဟာဒီအက္ခတဝကဖြစ်ဖို့ရာအတွက်တသင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးဆူတောင်းလာခဲ့တဲ့ပုဂ္ဂိုလ်ဟုတ်ပိဿဝဂီတို့ကအဲ့လိုဆူတောင်းလာတာမှမဟုတ်တာဒါကြောင့်မို့အဲ့ဒါကိုတော့ပုရုဇဉ်တွေကမသိတော့အေးပေးခြင်းပေးရင်ရှင်ကွန်းတင်ညာတို့ဝပ္ပါတို့ဗတ္တိယတို့ဆိုတဲ့ပိဿဝဂီတွေပေးတဲ့နာပေါ့သူတို့မပေးဘူးဆိုလို့ရှိရင်လည်းရှင်ယတအမှုရှိတဲ့ယဟန္တာတွေပေးတဲ့နာပေါ့သူတို့မပေးဘူးဆိုရင်ဥရဝေလကတ္တဝါတို့ရှင်တထောင်သူတို့လည်းစောတယ်သူတို့ပေးတဲ့နာပေါ့လို့ဒီပုရုဇဉ်ကတော့လိုပဲဝေဖန်တာနော်ရှင်မောက္ကလန်ဆိုတာလည်းပဲဒုတိယအက္ခတဝကယာဓုရဖို့ရအတွက်ဒီအဆင့်ဒီအရေးချင်းမျိုးရဖို့ရအတွက်တသင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ခဲ့တာဟုတ်အဲ့ဒီအချက်တွေကိုတော့တာမန်ပုဂ္ဂိုလ်တွေကမမြင်နိုင်ဘူးတာမန်ပုဂ္ဂိုလ်တွေမြင်တာကဘာတော့အေးမနေ့တနေ့ကမှသင်္ကန်းဝတ်လာတယ်နှစ်ပတ်ပဲရှိသေးတယ်နှစ်ပတ်ပဲရှိသေးတယ်ဟိုတရားလဲနှစ်ပတ်ဆိုဘလောက်မှမသိဘူးပေါ့သူတို့တွက်ချင်တွက်မှာပေါ့နော်လူသစ်တွေရှိသေးတယ်တရားအရေးချင်းဘလောက်မှမရှိဘူးမရှိဘဲနဲ့တကယ်ကိုလက်ရရန်လက်ဝဲရန်ထိတ်တန်းတာဝကကြီးတွေဖြစ်ပေးလိုက်တာများလွန်းတယ်ပေါ့ဒီယာထုကမတန်ဘူးလို့ဒီလိုထင်ကြတာနော်ဒါကတိနေခေတ်လေဒီလိုပဲပြောမှာပဲဒါပုရုဇဉ်တွေကအတွင်းကြကြအကုန်မသိဘူးပေါ့နော်သို့တော့ထိုက်တန်လို့ပေးတယ်ရှင်မောက္ကလန်ကသာသနာပေါင်းဝင်လာပြီးတပတ်အကြာမှာယန္တာဖြစ်သွားတယ်ရှင်သာရိပုတ္တရာမထေရမြတ်ကနှစ်ပတ်အကြာမှာယန္တာအဲ့တော့ရှင်သာရိပုတ္တရာယန္တာဖြစ်တာဟောဒီဒီကနခတုတ်ကိုကြားနာပြီးတော့မှယန္တာဖြစ်တာနော်ဒါကလေးကိုဒီကနေ့ဒီတုတ်တန်ကိုဒီနေ့ရှင်းလင်းပြီးတော့အနှစ်ချုပ်ပြီးတော့ဟောအနှစ်ချုပ်ဆိုတာလူရင်း point လေးတွေပြောပြဖို့ပေါ့နော်အကုန်သေးစိတ်တုတ်တန်ထဲမှာပါတဲ့စကားလုံးတွေအကုန်သုံးပြီးတော့ပြောမှာမဟုတ်ဘူးဒီတုတ်တန်တစ်ခုရဲ့အဓိပ္ပာယ်ကိုခြုံပြီးငုံပြီးအောင် accent ပေါ့ accent of ဒီကနခလို့ဒီလိုပြောအောင်ဒီကနခတုတ်ရဲ့အနှစ်ချုပ်ပြီးတော့ကြည့်လိုက်တဲ့အခါဆိုလိုတာဘာလဲဆိုတာဘုန်းကြီးတို့တပည့်နားလည်သဘောပေါက်ဖို့ပေါ့နော်အဲ့တော့မြတ်စွာဘုရားဒီကနခတုတ်ကိုဘယ်မှာဟောတာတုံးဆိုကိစ္စကုတ်တော်မှာဟော
ဘာစကြိုပြည်သားကကိစ္စကုတ်တောင်တောရချောင်းလေးမှာဟောတယ်ဟောတာကအများကြီးပိဋကအများကြီးမဟုတ်ဘူးအများကြီးမဟုတ်ပဲနဲ့ပရပိုက်တူကိုဟောတဲ့တရားပဲဒါအဲ့ဒီပရပိုက်ကဘယ်သူတုံးဆိုဒီကနခလို့ခေါ်တယ်ပရပိုက်သူ့နာမည်ရင်းတော့ဟုတ်ပုံမပေါ်သူကလက်သေးရှည်ကြီးတွေထားပုံရခုခေတ်လည်းလက်သေးရှည်ကြီးတွေထားရင်ဒီကနခလို့ခေါ်ရမှာနော်ဒီကဆိုတာရှည်လျားသောနခဆိုခြေတဲ့လက်သေးရှည်လျားတဲ့ခြေတဲ့လက်သေးတချို့များလက်သေးကိုတခါတည်းဟို12ပေလောက်ရှိတယ်ဟို12လက်မလောက်ရှိတယ်လက်သေးအကြီးတွေထားပြီးတော့ Greenwich စံတော်ချိန်ထဲမှာလားမသိဘူးနော်အဲ့ဒီမှာမှတ်တမ်းတင်ထားတာတောင်တွေ့ဘူးသေးတယ်နော်ကျွဲကြိုကြီးလိုပဲလိမ့်နေဒါကိုထိမ့်သိမ့်တာတော့အော်စရာတော့ကောင်းပါလက်သေးအရှိကြီးတွေအဲ့တော့ဒီပရပိုက်ကလည်းပဲလက်သေးခြေသေးကိုဘယ်တော့မှမရိပ်ဘူးလို့အဓိဋ္ဌာန်ထားပြီးတော့ဘယ်တော့မှမဖြတ်ဘူးလို့အဓိဋ္ဌာန်ထားပြီးတော့နေတဲ့ပရပိုက်ဖြစ်ပုံရတယ်ဒါကြောင့်မို့သူများတဲ့ထူတာသူကလက်သေးခြေသေးခြေကြီးတွေနဲ့ပရပိုက်သူကတခြားလူတော့မဟုတ်ဘူးရှင်သာရိပုတ္တရာနဲ့တူကြီးတော်တယ်ရှင်သာရိပုတ္တရာရဲ့တူတော်တယ်သူကအဲ့တော့သူလာခြင်းအကြောင်းကလည်းတခြားကိစ္စမဟုတ်ဘူးသူဦးကြီးဘာသာပြောင်းသွားတယ်ဘုရားဘာသာဖြစ်သွားပြီခေါရမရဲ့တပည့်ခံသွားတယ်2ပတ်တောင်ရှိသွားပြီအခြေအနေလားစုံစမ်းဘယ်လိုလဲပေါ့ငါဦးကြီးပြောမပြောရလားသင်္ဆေယပရပိုက်ရဲ့တပည့်အဖြစ်ကနေပြီးတော့ဂေါရမဗုဒ္ဓရဲ့တပည့်အဖြစ်ပြောင်းလဲပြီးတော့ခံယူသွားတယ်ဘာသာပြောင်းသွားတာပေါ့အခုဆွေတဲ့မျိုးတဲ့ဘာသာပြောင်းသွားတယ်ဆိုတော့အခြေအနေလားစုံစမ်းအဲ့ဒီအခြေအနေလားစုံစမ်းတဲ့အချိန်မှာဥယီလုတ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားနာမှာရက်လေခတ်နေတဲ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားနဲ့ထိုင်ပြီးတော့ရက်လေခတ်ပေးနေတဲ့အချိန်ပရပိုက်ကရောက်လာတော့သူဥယီစီလာတာပဲအဲ့တော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့ပရပိုက်တီဆိုတာစကားအလွန်ပြောတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ကြားဥတာပေါ့သစ္စာကပရပိုက်တို့ဘာလို့ဆိုတော့လေအလွန်ဝါဒတွေပြိုင်တဲ့ပုဂ္ဂိုလ်ဝါဒပြိုင်တဲ့ဆိုတာညင်းညခုံညသူတို့ညင်းခုံပုံမျိုးတွေကဘာတွေညင်းခုံလို့ဆိုကြီးကအဖြူဟိဆိုတော့ကြီးဘယ်လိုလုပ်အဖြူပါမဲပါအမဲဥစ္စာဘာလို့အဖြူလို့ပြောတာကြီးအဖြူဆိုတာသူ့အယိုးအဖြူနေလို့အဖြူလို့ခေါ်တာဟာတဲ့အဲ့လိုစကားကတ်တွေပြောတာပေါ့နော်ဖြိုင်းကြတော့အမဲတဲ့နော်ဖြိုင်းဆိုတာဖြူနေတဲ့အခါကိုအမဲလို့လုပ်ပြန်တော့ဖြိုင်းကြတော့အယိုးအမဲလို့တယ်ဆိုပြီးတော့လုပ်ပြန်အဲ့လိုကတိကတ္တစကားလုံးတွေနဲ့ရှောက်ပြီးတော့ပြောတတ်တဲ့ပုဂ္ဂိုလ်အယူဝါဒအမျိုးစုံပြောတဲ့ပုဂ္ဂိုလ်အဲ့သူလည်းဖျားစီလာတာတော့ဖျားနဲ့တွေ့ဖို့လာတာမဟုတ်ဘူးခုနပြောသလိုရှင်သာရိပုတ္တရာနဲ့သူ့ဦးကြီးနဲ့လာတွေ့တာတွေ့တော့ဖျားရှိရောက်တဲ့အခါကျတော့ဖျားရှိမှသူကဘာပြောတော့ဆိုတော့အရှင်ဂေါရမတဲ့သူ့ယူဆရတော့သူ့ယူဆသူ့ရဲ့ဓတနာကိုသူဘာပြောတော့ဆိုသဗ္ဗမေနက္ခမတိသူသုံးတဲ့စကားလုံးလေးကိုသဗ္ဗမေနက္ခမတိကျွန်ုပ်ဟာဘာကိုမှသဘောမကျဘူးအားလုံးကိုကျွန်ုပ်သဘောမကျဘူးအားလုံးကိုကျွန်ုပ်မနှစ်သက်ဘူးဆိုလို့ဒီဝါဒကိုလက်ခံတယ်သူပြောတဲ့စကားလုံးကစကားလုံးအတိုင်းပြောမယ်ဆိုလို့ရှိရင်သဗ္ဗမေနက္ခမတိ I dislike everything လို့ပြောတာအကုန်လုံးသူဘာမှမကြိုက်ဘူးလို့ပြောတယ်သို့တော့သူပြောချင်တဲ့အဓိပ္ပာယ်မဟုတ်ဘူးဒါစကားလုံးအနေနဲ့သူကပြောလိုက်တာနော်သဗ္ဗံဆိုတာအလုံးစုံသူမကြိုက်ဘူးတဲ့သူမနှိမ့်ညွတ်ဘူးလို့ဒီလိုအယူဝါဒရှိပါတယ်လို့ပြောအဲ့တော့သူ့ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကိုအထက်ကရာကတော့ရှင်းပြထားတယ်သူမကြိုက်ဘူးဆိုတာအလုံးကိုသူမကြိုက်ပါဘူးလို့ဆိုတဲ့ပြောတဲ့စကားဟာဘာကိုရည်ညွှန်းပြီးတော့ပြောတာတုံးလို့ဆိုတော့သေပြီးနောက်ဖြစ်တယ်ဆိုတဲ့အယူဆအလုံးကိုသူမကြိုက်ပါဘူးလို့ပြောဘဝတစ်ခုကရပြီးနောက်ထပ်ထပ်ပြီးတော့မွေးတယ်ဆိုတာသူလက်မခံဘူး
ဘယ်လိုနည်းနဲ့ပဲအကြောင်းမျိုးမျိုးဘယ်လိုပဲပြောအဲ့ဒီအားလုံးကို तू လက်မခံဘူးလို့ပြောသူကဘာလို့ဆိုဥစ္စေရဝါဒသမားသိရင်ပြတ်သွားတယ်ဆိုသူ့ဝါဒအဲ့ဒါပဲအဲ့တော့ပြောတာ तू ကဥစ္စေရဝါဒဆိုတာအခုဖြစ်ပြီးတဲ့နောက်ပြတ်သွားလို့ရှိရင်ဘယ်တော့မှပြန်မလာတော့အပြီးပြတ်ဥစ္စေရဆိုတာထာဝရပြတ်ဆဲခြင်းဆိုတဲ့ဝါဒကိုကင်ထားတာဆိုတော့ထာဝရမပြတ်ဆဲဘူးပြန်ပြီးတော့မွေးတယ်ဆိုတဲ့ဘဝမှာပြန်ပြီးဖြစ်တယ်ဆိုတဲ့တတ္တရအယူဆပေါ့အဲ့ပြန်ပြီးဖြစ်တယ်လို့ပြောတဲ့အာလုံးမွေးဖွားခြင်းမှန်တရားကို तू မနှင်းမြုပ်ဘူး तू လက်မခံဘူးလို့ဒီလိုပြောတာသို့တော့ तू စကလုံးကအဲ့ဒီအထိပ္ပယ်မပေါ်ဘူးနော် तू စကလုံးလေးတင်ပြောမယ်ဆိုရင်အဲ့ဒီအထိပ္ပယ်မပေါ်ဘူးနာဂသုဒဆိုတဲ့ဖလိုဆိုပါဆရာကြီးသုံးတယ်လို့ပဲတပ္ပံသုံးဉာဏ်နဲ့ aura empty ဘာမှမရှိဘူးသူပြောတာလေအဲ့ဒါအကုန်လုံးဟာဘာမှရှိတာ empty အားလုံးဟာတုံညလို့ပြောနာဂသုဏရဲ့ဖလို့ဆိုပြီးမှာတုံညဝါဒဆိုတာ aura သို့မဟုတ် everything is empty လို့ပြောချင်တာသူကအခုသူကလည်းသူဘာကိုမှအားလုံးကိုမနစ်သက်ဘူးလို့ဆိုတော့မြတ်စွာဘုရားသူ့စကားလုံးရဲ့အပြစ်ကိုထောက်ပြသူပြောလိုက်တော့အေးကောင်းပြီမင်းတပ္ပံမေနက္ခမတိအားလုံးကိုမင်းမကြိုက်ဘူးဆိုလို့ရှိရင်အားလုံးဆိုတဲ့စကားဟာအားလုံးအကျုံးဝင်အဲ့တော့မင်းရဲ့အယူဝါဒကိုလည်းမင်းမကြိုက်ဘူးလို့ပြောပြီးသားဖြစ်သွားပြီဟုတ်တယ်လေအားလုံးဆိုတော့အကုန်ပါသွားပြီလေဘာမှခြံလို့မှမရတာကို I dislike everything ဆိုလို့ရှိရင်မင်းအယူဝါဒလည်း everything နဲ့မှပါတယ်ဒါကြောင့်မို့မင်းကိုယ့်အယူဝါဒကိုလည်းကိုယ်ပြန်ဖြစ်ပြီးသားဖြစ်မကြိုက်ဘူးဆိုတဲ့အသေးကိုဖြစ်နေပြီတဲ့ဆိုတော့သူကဘာပြောတော့ဒါကတော့အဲ့ဒီလိုပဲဖြစ်မှာပါပဲသူပြောလိုက်တဲ့စကားအရာသူကရှော့ချလိုက်တာပေါ့လေဒါကတော့ဒီလိုပဲဖြစ်ပါတယ်ပေါ့သူစကားမှာအဓိပ္ပာယ်ကလွန်သွားတယ်ပေါ့အကယ်၍သူပြောချင်လို့ရှိရင်ပြန်လီမွေးဖွားတာမှန်သမျှကိုမကြိုက်ဘူးလို့ဆိုရင်ဥစ္စေတာသမားမှသိချာသိတယ်သူကအဲ့လိုမသုံးမဲ့နဲ့အားလုံးသောမွေးဖွားခြင်းလို့မသုံးမဲ့နဲ့အားလုံးကိုသူမကြိုက်ဘူးလို့ဆိုတော့အားလုံးအကာပါဖြစ်သွားတာဟုတ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားအဲ့ဒီသူ့အကွက်ကိုထောက်ပြီးတော့မင်းအဲ့ဒါလို့ဆိုလို့ရှိရင်မင်းဝါဒကိုလည်းမင်းမကြိုက်ဘူးလို့ပြောရမရောက်ဘူးလားလို့ဆိုတော့သူကရှော့ချလိုက်တယ်ဒါလည်းပဲဒီပုံစံအတိုင်းမှာပဲလို့ပဲပြောသို့တော့သူ့အယူဝါဒကိုစောင့်တာမဟုတ်ဘူးအဲ့ဒါလို့ပြောတယ်လို့ဖြစ်နေပါတယ်ပေါ့ဟုတ်တယ်တဲ့အဓိပ္ပာယ်တော့အဲ့လိုရောက်သွားပါတယ်ပေါ့အလုံးကိုသူမကြိုက်ဘူးဆိုမင်းဝါဒကိုဝါဒလည်းကိုမကြိုက်ဘူးလို့ပြောရရောက်တယ်ဆိုတော့ဒီအဓိပ္ပာယ်မျိုးတော့ရောက်ပါတယ်ပေါ့အဲ့တော့မြတ်စွာဘုရားကပြောတယ်အေးလောကမှာတဲ့အများစုကလူအများစုကဟုတ်တယ်သဘောအားဖြင့်တော့တူပါတယ်ပြောပြီးတော့တဲ့လူတွေကလည်းတူပဲကိုယ်ဝါဒကိုမစောင့်ညင်လို့ရှင်အေးအတိတ်ပဲတူပေမဲ့ဆိုတာလေးကလာသေးတာနောက်ထပ်နော်ဘယ်တော့မှမဆုံးဘူးဒါပေမဲ့ဆိုလို့ရှင်သူပြောပြန်ပြီတခုဟုတ်ပါတယ်အတိတ်ပဲကတော့အဲ့လိုဒါပေမဲ့ကျွန်တော်ကအဲ့လိုဆိုလိုတာမဟုတ်ပါဘူးလို့လာအောင်မှသူအဲ့တော့လောကအများစုကအဲ့ဒီလိုအဓိပ္ပာယ်မျိုးတက်ရောက်ပါတယ်လို့ပြောပေမဲ့လို့ရှင်းရှင်းလင်းလင်းဝန်ခံတာမဟုတ်ဘဲနဲ့ဘာလို့တုံးဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ရှိအယူအဆတစ်ခုကိုလည်းမစွန့်ဘူးနောက်ထပ်အယူအဆတစ်ခုကိုလည်းထပ်ပြီးတော့ယူပြန်တယ်အ ਨੇ စုကသာလဲကိုယ့်ရဲ့အယူအဆတစ်ခုကိုစွန့်ပယ်ပြီးတော့နောက်ထပ်အယူအဆတစ်ခုကိုလက်မခံတာလို့မြတ်စွာဘုရားထောက်ပြလောကလူများစုဟာကိုယ့်အမြင်ကိုဖယ်ရှားနိုင်တဲ့လူအမြဲတမ်းနဲတယ်ပေါ့ဘယ်လိုပဲဖြစ်ဖြစ်လူတွေလည်းပြောနေကြတာလေကျွန်တော်ကတော့ဒီလိုမြင်တယ်ခင်ဗျားအမြင်မဟုတ်ဘူးခင်ဗျားအမြင်ဒီလိုဆိုရင်မှားနေပါပေါ့အေးမှားတဲ့အောင်ရှိပြီမဲ့လို့တကယ်ကတော့ဟုတ်တယ်လို့လှုပ်ချင်သေးတာပဲလေအဲ့ဒီအဓိပ္ပာယ်မျိုးပဲသူကလည်းမစွန့်နိုင်တော့အဲ့လိုရှော့ချပြန်တဲ့အခါကျတော့မြတ်စွာဘုရားကအများကတော့ဒီတိုင်းပဲတဲ့ဘယ်တော့မှပြတ်သားမပြောနိုင်ဘူးတဲ့အနီးစုကလူနည်းစုကသာလဲ
ကိုယ့်အမြင်ကိုမှားကွက်ကိုထောက်ပြလို့ရှိရင်အဲ့ဒီအယူဝါဒကိုရှင်းရှင်းကြီးဆွန့်လွတ်ပြီးဟုတ်ပါတယ်ကျုပ်အမြင်မှားသွားပါတယ်လို့ပြောတာတဲ့ကျန်တဲ့သူတွေကမပြောဘူးတဲ့ဒါပေမဲ့လေးနဲ့အညွန့်တက်လိုက်သေးတာနော်လောကမှာဒါပေမဲ့ဆိုတာအလွန်ကြောက်စရာကောင်းတယ်နော်လူတယောက်ကိုချီးမွမ်းငန်းထုတ်ပြီးဆိုရင်နောက်တစ်ယောက်ကဒီလူကဘလို့တော်တာတော်တော့တော်ပါတယ်ဒါပေမဲ့ဆိုရင် तू ပြောတော့မယ်မဟုတ်လားနော်အရက်ထဲမှာဒီဒါပေမဲ့ကတော်တော်ဆိုးတယ်ဒါပေမဲ့နဲ့လာတာပဲနောက်ကအပြစ်ပြောခြင်းပြီဆိုရင်ဒါပေမဲ့နဲ့လာတာပေါ့ဟောအဲ့လိုတွေဝင်လာတတ်တယ်ကောင်းပြီဒီချိန်မှာမြတ်စွာဘုရားကသူ့ရဲ့အယူဝါဒနဲ့ပတ်သက်ပြီးတော့ရှင်းပြောတယ်သူ့ကိုမြတ်စွာဘုရားကအနွယ်နာမည်နဲ့ခေါ်တယ်အခိဝေဒနာကဲအခိဝေဒနာတဲ့ငါပြောမယ်တဲ့လောကမှာတမနာပြမနာ၃မျိုးရှိတယ်တဲ့အယူဝါဒမတူတဲ့ပုဂ္ဂိုလ်တွေ၃မျိုးပထမအမျိုးကဘာတော့ဆိုရင်သူယူဆွဲထားတဲ့အယူဆကတပ္ပမေနက္ခမတိဘာကိုမှငါမကြိုက်ဘူးဆိုတဲ့ဝါဒနော်ဘာကိုမှငါလက်မခံဘူးဆိုတဲ့ဝါဒနော်တပ္ပမေခမတိအားလုံးကိုငါလက်ခံတယ်ဆိုတဲ့ဝါဒတပ္ပမေနက္ခမတိအားလုံးကိုငါလက်မခံဘူးဆိုတဲ့ဝါဒဧကိစ္စံမေခမတိဧကိစ္စံမေနခမတိတချို့တော့ငါလက်ခံတယ်တချို့လက်မခံဘူးဆိုတဲ့ဝါဒ၃မျိုးရှိတယ်နော်အဲ့ဒါလေးကိုပြန်ပြီးတော့မှတ်တာပထမလူကပြောတယ်တပ္ပံမေခမတိအားလုံးကိုငါလက်ခံတယ်ငါကြိုက်တယ်ငါလက်ခံတယ်တပ္ပံမေဒုတိယပုဂ္ဂိုလ်ကတပ္ပံမေနခမတိအားလုံးကိုငါလက်မခံတတိယပုဂ္ဂိုလ်ကဧကိစ္စံမေခမတိဧကိစ္စံမေနခမတိတချို့တော့ငါလက်ခံတယ်တချို့လက်မခံဘူး၃မျိုး၃စားရှိတယ်တဲ့အဲ့ဒီ၃မျိုး၃စားရှိတဲ့ထဲကိုမြတ်စွာဘုရားဝေဖန်ပြတယ်အားလုံးကိုကြိုက်တယ်အားလုံးကိုလက်ခံတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့အယူဆဟာတဲ့ဥပါဒဏ်နဲ့အမတ္တမနီးတယ်အစွဲလန်းရှိတယ်တွေ့တာမှုတွေနဲ့အမတ္တမနီးကတ်တယ်အားလုံးကိုလက်မခံဘူးမကြိုက်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာအတွေ့အတာခင်းမှုဘက်ကိုနီးတယ်လို့အဲ့လိုလဲပြောလိုက်ရောဒီကနခပရိပိုက်ကဘာပြောတော့ဆိုမြတ်စွာဘုရားသူ့ဝါဒကိုချီးမွမ်းတယ်ရှင်ဘုရားတပည့်တော်ဝါဒကိုချီးမွမ်းတာပဲသူကအားလုံးကိုသူလက်မခံဘူးလို့ပြောတာဟုတ်အရှင်ဘုရားတပည့်တော်ဝါဒကိုချီးမွမ်းတာပဲလို့သူကစကားဝင်ဖြတ်ပြောလိုက်တယ်နော်နောက်တစ်ခါမြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်တတိယပုဂ္ဂိုလ်ကအချို့ကိုတော့လက်ခံတယ်နှစ်သက်တယ်အချို့ကိုလက်မခံဘူးမနှစ်သက်ဘူးဆိုလို့ရှိရင်တဲ့သူဟာတဲ့အချို့ကိုနှစ်သက်တယ်ဆိုတာအယတွေ့တာမှုဒီဆွလန်းမှုနဲ့နီးကပ်ပြီးတော့တချို့ကိုမနှစ်သက်ဘူးဆိုတဲ့အပိုင်းမှာကြတော့သူကတွေ့တာမှုနဲ့ဝေးကွာတယ်ဆွလန်းမှုနဲ့ဝေးကွာတယ်လို့ပုဂ္ဂိုလ်၃မျိုးရဲ့အခြေအနေ၃မျိုးကိုမြတ်စွာဘုရားဒီလိုရှင်းပြတယ်အဲ့လိုရှင်းပြတာဟောအဲ့လိုရှင်းပြလိုက်တဲ့အခါကျမြတ်စွာဘုရားကဆက်ပြီးတော့ဒီပြပိုက်ရဲ့ဒီပြပိုက်ကသူကပထမမြတ်စွာဘုရားထောက်ပြလိုက်ကြတဲ့ကသူ့စကားလွန်နေတယ်ဆိုတာကိုသူသိတယ်သို့တော့သူ့ရဲ့ဥစ္စေတာဝါဒကြီးကိုသူကမစွန့်လွတ်ဘူးမစွန့်လွတ်တော့ပြောမယ်ဆိုလို့ရှိရင်သူတို့ဆိုလိုတာကတပ္ပမေခမတိအားလုံးကိုလက်ခံတယ်ဆိုတာဘာကိုပြောတာတော့ဆိုတော့တတ္တဝါဒကိုပြောတာဖြစ်ပြမှုအားလုံးမွေးပြီးပြန်ဖြစ်တယ်ဆိုတာဘယ်ပုံစံနဲ့ပဲဖြစ်ထမှန်သမျှကိုလက်ခံပြန်ပြီးဖြစ်တယ်ဆိုတဲ့အရာခသိန်းကိုလက်ခံတယ်ဆိုတော့ဒါကတတ္တဝါဒတပ္ပမေနက္ခမတိအားလုံးကိုမနှစ်သက်ဘူးမကြိုက်ဘူးဆိုတဲ့ဟာကဖြစ်လာတဲ့အရာတစ်ခုနောက်ထပ်ပြန်ဖြစ်တယ်ဆိုတာပြတ်သွားပြီးတဲ့နောက်မှာပြန်ဖြစ်တယ်ဆိုတဲ့အယူဝါဒတစ်ခုကိုသူကဥစ္စေတာဝါဒဟောဧကိစ္စံခမတိဧကိစ္စနခမတိကြတော့ဧကိစ္စတတ္တဝါဒအချို့မြဲတယ်ဆိုတဲ့ဝါဒဒီလိုဖြစ်တယ်အယူဝါဒက၃မျိုးရှိတယ်တတ္တဝါဒရဲ့ဥစ္စေတာဝါဒရဲ့ဧကိစ္စတတ္တဝါဒတတ္တဝါဒဆိုတာဘယ်တော့မှထာဝရတ
ပြတ်သွားတာထာဝရဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုယူဆထာဝရရှိတယ်ထာဝရတည်မြဲတယ်ဆိုတဲ့အယူဆတစ်ခုပေါ့အဲ့ဒါလေတကယ်ကတော့အတ္တဆိုတဲ့အယူဆွဲရှိပြီးတဲ့နောက်မှာတတ္တဝါဒဆိုတာဖြစ်တာအတ္တလေးနဲ့ပတ်သက်ပြီးတော့သူတို့ကစဉ်းစားတွေးခေါ်ကြတာခန္ဓာ၅ပါးတဲ့ကတစ်ခုခုကိုသူတို့အတ္တလို့ယူဆပြီးတဲ့အခါအဲ့ဒီအတ္တဒီထာဝရတည်မြဲနေတယ်လို့ယူဆလို့ရှိရင်တတ္တဝါဒဖြစ်ပြီးရင်ထာဝရပျောက်သွားတယ်လို့ယူဆလို့ရှိရင်ဥစ္စေရဝါဒတချို့မြဲတယ်တချို့မမြဲဘူးလို့ယူဆလို့ရှိရင်ဧကိစ္စတတ္တဝါဒလို့ဒီလိုခေါ်တယ်ပေါ့ဒီအိဗယ်ကိုပြောတာဒီနေရာမှာမြဲတယ်မမြဲဘူးဆိုတာနေဆာအနိစ္စနဲ့မဆိုင်ဘူးနော်အယူဝါဒတစ်ခုနဲ့ပတ်သက်ပြီးတော့သူတို့လွဲမှားတဲ့အမြင်တစ်ခုနဲ့ပတ်သက်ပြီးပြောတဲ့စကားတစ်ခုသူမှဆိုတော့လောကကြီးကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ကြီးကဘယ်တော့မှမသေးဘူးမအိုမနာမသေးထာဝရတည်မြဲနေတယ်လို့ဒီလိုပြောရင်ဒါတတ္တဝါဒပဲဟောသူဖန်ဆင်းလိုက်တဲ့တရားဝါတွေကြတော့အိုတယ်နာတယ်သေတယ်မမြဲဘူးဆိုလို့ရှိရင်ဒါထာဝရဘုရားသခင်ကြီးတော့ဖန်ဆင်းရှင်ကြီးတော့မြဲတယ်လို့ယူဆပြီးတော့ဉာဏ်နဲ့တတ္တဝါတွေကိုမမြဲဘူးလို့ယူဆတာကြတော့ဒါဧကိစ္စတတ္တဝါဒလို့ခေါ်တယ်ရှုပ်ဝါဒီတွေကြတော့အဲ့လိုမပြောဘူးအားလုံးဟာသေသွားရင်ထာဝရပြတ်သွားတယ်ဘယ်တော့မှပြန်ပေါ်မလာဘူးနောက်ဘဝဆိုတာမရှိဘူးဟောဒါကြတော့ဥစ္စေရဝါဒလို့ခေါ်တယ်အခုသူပြောခြင်းတဲ့စကားလုံးကမြတ်စွာဘုရားကထောက်ပြတာသဗ္ဗမေခမတိအားလုံးကိုနှစ်ချိုက်တယ်ဆိုတဲ့အားလုံးဖြစ်မှုတွေအားလုံးကိုနှစ်ချိုက်တယ်အားလုံးကိုလက်ခံတယ်ထာဝရအရှိတရားအနေနဲ့လက်ခံတယ်လို့ဆိုတဲ့အားကြတော့တတ္တဝါဒသဗ္ဗမေနခမတိဖြစ်ပြီးတဲ့ချုပ်ငိမ့်သွားပြီးတဲ့နောက်ပြန်ဖြစ်တယ်ဆိုတဲ့အရာခတ်သိမ်းကိုလက်မခံဘူးလို့ဆိုတာကြတော့ဥစ္စေတာဝါဒတချို့ကိုလက်ခံတယ်တချို့ကိုလက်မခံဘူးဆိုတာကြတော့ဧကိစ္စတတ္တဝါဒလို့ဒီလိုဝါဒ၃မျိုးကိုမြတ်စွာဘုရားရှင်းပြပြီးတော့ဒီဝါဒတွေနဲ့ပတ်သက်ပြီးတော့ထောက်ပြတယ်မြတ်စွာဘုရားဒီလိုအယူဝါဒတွေရှိနေလို့ရှိရင်ဒီ၃ခုကိုသေချာမှတ်ချိထားတာနော်ကဲမြဲတာကိုသဘောကျတယ်အားလုံးကိုနှစ်သက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာသူ့ယူဝါဒဒါသာအမှန်ကျမ်းစာတွေအမှားလို့ဆိုပြီးတော့စွဲစွဲမြဲမြဲလက်ကင်ပြောနေမယ်ဆိုလို့ရှိရင်ကျန်တဲ့လူ၂ယောက်နဲ့ရမဖြစ်ဘူးလားဖြစ်တယ်နော်ဘာဖြစ်လို့တော့ဆိုတော့ကျန်တဲ့လူ၂ယောက်ကသူနဲ့မှသဘောမှမတူတာလေသူကသဗ္ဗမေခမတိအားလုံးကိုသူသဘောကျတယ်ဆိုတာတတ္တဝါဒကင်ဆွဲထားတဲ့ဆိုတာတော့ဖြစ်မှုအလုံးကိုသူလက်ခံတယ်လို့ပြောထားတဲ့ပုဂ္ဂိုလ်တယောက်ဟာထာဝရမြဲတာကိုသူလက်ခံထားတယ်လို့ပြောတဲ့တတ္တဝါဒီတယောက်ဟာဥစ္စေတဝါဒသမားနဲ့အယူဆခြင်းမတူတော့အငင်းမပွားဘူးလားနောက်တချို့မြဲတယ်တချို့မမြဲဘူးဆိုတဲ့ပုဂ္ဂိုလ်နဲ့ရောအငင်းမပွားဘူးလားသူကလည်းသူပြောတယ်လေဣဒမေဝသစ္ဆံမောဂပညာသူဝါဒတာမှန်တာကျန်တယ်မင်းတို့ဝါဒတွေအလကားပဲအမှားတွေကြီးပဲလို့သူကဒီလိုပြောမှာဟုတ်ပြောတာဆိုတော့သူ့ဝါဒတင်သူအကောင်းပြောပြီးတော့ကျန်တဲ့ဝါဒတွေကိုပြောမယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဝိက္ခဟနော်အယူဆတွေကွဲပြားလာသူ့အယူဆနဲ့ကျန်တဲ့လူ၂ယောက်ရဲ့အယူဆကွဲပြားလာလို့ရှိရင်အပြောအဆိုတွေအငင်းပွားလာလို့ရှိရင်ဘာဖြစ်တုံဆိုရင်စိတ်ပင်ပန်းမှုတွေဖြစ်လာဟောအငင်းပွားပြီဆိုရင်ရံဖြစ်ကြမှာပေါ့ဒါပဲရှိတာပဲပေါ့အဲ့ဒါကိုမြတ်စွာဘုရားကရှင်းပြတာနော်တဦးနဲ့တူအယူဆမတူတော့ဘူးဆိုလို့ရှိရင်ဝိက္ခဟေတတိဝိဝါရောဝိက္ခအယူဆကွဲပြားလာပြီဆိုရင်အပြောအဆိုကကွဲလာသူ့အယူနဲ့သူ့အပြောနဲ့တခြားစီဖြစ်လာခုနတုန်းကအားလုံးကိုငါကြိုက်တယ်ဘိုလ်လူကမကြိုက်ဘူးအားလုံးကိုငါမကြိုက်ဘူးဘိုလ်လူကတချို့ကြိုက်တယ်တချို့မကြိုက်ဘူးဆိုအယူဆတွေကွဲလာတဲ့အခါကျတော့စကားများလာဝိဝါဒတွေဖြစ်လာအဲ့တော့ဝိဝါဒဖြစ်တော့ဘာဖြစ်တုံးဝိဝါဒေတတိဝိခါတောအငင်းပွားကြပြီဆိုလို့ရှိရင်ဝိခါတဆိုတာစိတ်နှလုံးသူကမကြေမနတ်တွေဖြစ်လာတယ်လို့ဒီလိုပြောတာအဲ့ဒီမကြေမနတ်တွေဖြစ်လာတဲ့အခါဘာဖြစ်တုံးဆိုဝိခါတေတတိဝိဟေတာကိုရောစိတ်ရောပင်ပန်းကြ
ပင်မနဲ့ဆိုတာညင်းတဲ့ခုံတဲ့လူတွေကြည့်လေဗမာပြည်မှာတောင်တစ်ခါတလေမန္တထဲမှာတဲ့အဘိဓမ္မာညင်းကြတာပရမတ်နဲ့ပညာညင်းတဲ့အခါကျတော့သူတို့တစ်ဖက်ရတောက်နေတဲ့လက်ဖိုးအိုကြီးလဲရှုံပိတ်ပကံတွေလဲကွဲလို့ပြောတာပဲပရမတ်ပညာညင်းတဲ့အဖိုးကြီးတွေတယောက်နဲ့တယောက်ပကံနဲ့ပေါက်လို့ပေါက်အဲ့ဒီလိုတွေဖြစ်တတ်တယ်နော်အဲ့တော့ဆိုလိုတာကညင်းပြီဆိုရင်ဘယ်တော့မှမကောင်းတော့ဘူးတရားလည်းမညင်းနဲ့ဘာမှမညင်းနဲ့ညင်းပြီဆိုရင်မပြည့်စုံတဲ့လူတွေညင်းတာမြတ်စွာဘုရားကဟောတယ်ဇနာဧကင်္ဂဓတ္တိနောတစိတ်တွေသာမြင်တဲ့လူတွေကညင်းတာတဲ့အကုန်မြင်ရင်မညင်းဘူးတဲ့ညင်းပြီဆိုတဲ့ငါမြင်တာလည်းမပြည့်စုံဘူးသူမြင်တာလည်းမပြည့်စုံဘူးလို့ဒီလိုသဘောပေါက်တာနော်မျက်မမြင်ပုံသားတွေဆင်ဆန်းပြီးတော့ညင်းတယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ပဲဆင်ကောင်ကြီးပြည့်ပြည့်စုံစုံမှမမြင်ရတဲ့အခါကျတော့တော်ကြကြတော့ပေါင်ကြီးဆန်းပြီးတော့ဆင်ကတိုင်ကြီးနဲ့တူတယ်တို့အဆွဲကြီးဆန်းပြီးတော့တန်ချောင်းကြီးနဲ့တူတယ်တို့ဘာလို့ပြောနေတော့ခြံတဲ့လူနဲ့ညင်းကြတာပေါ့သူလည်းတစ်ကောင်လုံးမြင်တာမဟုတ်ဘူးဟိုလည်းတစ်ကောင်လုံးမြင်တာမဟုတ်ဘူးအဲ့ဒါမျိုးပြောတော့တစိမ့်တေသာလေးမြင်ပြီးတော့ညင်းကြတာညင်းတယ်ဆိုကြတဲ့တစ်ဖက်ပြင်ညင်းတာတခါတော့ကဘုန်းကြီးတို့အဲ့ဒီပုံမြင်လေးကိုထဲဟောဘူးတယ်ပုံမြင်လေးတစ်ခုရှိတယ်ရွှေချင်းသေးနဲ့ငွေချင်းသေးအငင်းပွားတာလေဒါကတော့အင်္ဂလိပ်စာအုပ်ဖတ်စာအုပ်ထဲမှာပါတဲ့ပုံမြင်လေးတစ်ခုပါသူခေါင်းစီလေးကပြောထားတာလေးကစိတ်ဝင်စားစရာကောင်းတယ်နော် There are two sides in every question there are two sides in every question ပြဿနာတိုင်းမှာနှစ်ဖက်ရှိအငင်းပွားပြီဆိုတဲ့ကနှစ်ဖက်ရှိတယ်ဆိုတာသတိထားပါဘယ်တော့မှမငင်းနဲ့ငင်းရင်တော့အဲ့ဒါသူ့အမြင်နဲ့ကိုယ်အမြင်ဒီလိုရှိမှာတောင်ကုန်းလေးတစ်ခုပေါ်မှာအနီးနားက highway လမ်းမကြီးဖြတ်တန်းသွားတဲ့တောင်ကုန်းလေးဘေးကျော်လေးတစ်ခုအတွင်းထဲမှာစားတောက်ဆိုင်လေးတစ်ခုဖွင့်ထားတယ်အဲဒီစားတောက်ဆိုင်လေးကိုလမ်းမှာဆိုင်းဘုတ်လေးကစာနဲ့ဆိုင်းဘုတ်လုံးထားတာမဟုတ်ဘူးချင်းသေးရုပ်ကလေးနဲ့ပြထားအဲ့တော့တောင်ကလာတဲ့လူနဲ့မြောက်ကလာတဲ့လူတနေ့ကျတော့ဆုံမိတယ်ရှေးတုန်းကတော့မြင်းစည်းလာကြတာအခုခေတ်လိုကားစည်းလာတာမဟုတ်တော့ပို့ပြီးတော့မြင်ကွင်းကောင်းတယ်ပေါ့မြောက်ဘက်ကလာတဲ့လူကတက်လာအဲ့ဒီကုန်းလေးပေါ်ရောက်တဲ့အခါကျတော့စားတော့ဆိုင်လေးမှာဆင်းပြီးတော့ပန်းဖြေမယ်ပေါ့တခုစားမယ်တောက်တောင်ဘက်ကတက်တဲ့လူကလည်းပဲအဲ့ဒီစားတော့ဆိုင်လေးမှာတခုစားမယ်ဆိုပြီးတော့လားဆုံပြီးမြင်းမော်ကဆင်းကြတယ်စားတော့ဆိုင်နဲ့ဝင်ဆင်းမလို့လုပ်ပြီးတော့အပေါ်ဆိုင်ဘုတ်လေးကိုမော့ဖတ်တယ်ရောက်ဘက်ကလာတဲ့လူကပြောတယ်ဆိုင်ဘုတ်ကြည့်ပြီးတော့အေးဒီဆိုင်ရဲ့နာမည်ကတော့သူ့ဘာသူပြောတာဒီဆိုင်ရဲ့နာမည်ကတော့ရွှေချင်းသေးစားတော့ဆိုင်လို့သူကပြောလိုက်တယ်အဲ့ဒီလူကပြောတော့ဟိုဘက်ကလူကမော့ကြည့်လိုက်တော့သူ့ဘက်ကငွေနဲ့လှုပ်ထားတာအဲ့သူကပြောတယ်ခင်ဗျားမားနေပြီတဲ့ရွှေချင်းသေးမဟုတ်ဘူးပြတယ်ငွေချင်းသေးတဲ့ဆိုတော့ဟိုလူကဒေါသထွက်တာပေါ့ခင်ဗျားဘာပြောချင်တာလဲကျုပ်ကိုရွှေနဲ့ငွေနဲ့မကွဲဘူးလို့ပြောချင်တာလားအရန်ဖြစ်ကုန်ကြတယ်ဝိကဟဆိုတာအဲ့ဒါပြောတာဝိဝါဒနော်ဟိုကရွှေလို့ပြောဒီကငွေလို့ပြောခင်ဗျားကကျုပ်ကိုရွှေနဲ့ငွေနဲ့မကွဲဘူးလို့ပြောချင်တာလားမဟုတ်ပါဘူးကျုပ်ကရွှေမို့ရွှေပြောတာခင်ဗျားမှားနေတာကိုကျုပ်ပြောခင်ဗျားရန်ဆတာကိုကဲရန်ဆရင်ချမယ်ဆိုပြီးတော့ဓာဆွဲနှုတ်ပြီးတော့ခုတ်ကြတာပေါ့တရားအဲ့ဒီမှာဖြည့်ရှင်းပေးမဲ့နတ်သမီးပေါ်လာပုံမြင်ကိုနတ်သမီးကရက်လိုက် stop ဆိုလုံးလိုက်တဲ့အခါကျအဲ့ကြတော့မှဒီတန်ကြားလိုက်တော့နှစ်ယောက်စလုံးရက်တယ်ရှင်တို့ဘာလုပ်ကြတာလဲပေါ့မေးလိုက်တော့ကျွန်တော်တို့အမှန်တရားအတွက်တိုက်ပွဲဝင်နေကြတာအမှန်တရားအတွက်တိုက်ပွဲဝင်တာဟိုလူကလည်းသူကအမှန်တရားပဲကျန်တဲ့လူကလည်းအမှန်ကျွန်တော်တို့အမှန်တရားအတွက် fighting for truth fighting for truth အမှန်တရားအတွက်တိုက်ပွဲဝင်ဒါဖြင့်ဘာတော့ဆိုကျုပ်ကရွှေချင်းလေးလို့ပြောတာဟိုလူကမဟုတ်ဘူးလို့ညင်တယ်ဒါဝိကျုပ်ကအမှန်တရားအတွက်တိုက်ပွဲဝင်ဟိုလူကလည်းပြောတယ်ကျွန်တော်ငွေချင်းလေးလို့ပြောတာဒီလူကရွှေလို့ညင်းနေတယ်သူမသိတာကိုကျုပ်ထောက်ပြတာလက်မခံဘူးဒါကျုပ်ကလည်းအမှန်တရားအတွက်တိုက်ပွဲဝင်တာဆိုတော့မှအဲ့ဒီဖြံပြေးရေးနတ်သမီးကနေပြီးတော့ကဲရောက်ဘက်က gentleman တောင်ဘက်ကြွပါတောင်ဘက်က gentleman မြောက်ဘက်ကြွပြီးတော့မော့ကြည့်ခိုင်းပါဆိုတစ်ဖက်စီဟာရွှေနဲ့ငွေနဲ့တစ်ဖက်စီလောက်ထားတာကိုအဲ့ဒီကြတော့မှ high ခန့်နဲ့ဖြစ်သွားတာသူတို့
ငြိမ်းချမ်းသွားတော့ဆိုလိုတာကဒီပုံမြင်လေးကမှတ်သားစရာကောင်းတယ်တခြားမြင်ပြီးပြောနေတာလေမငင်းနဲ့လေသူပြောတဲ့ဘက်ကိုသွားကြည့်လိုက်ရင်ဒါပြဿနာအစကတည်းကရှင်းတယ်ပေါ့တစ်ဖက်တည်းကြည့်ပြီးတော့ပြောတာအခုလည်းပဲတူတူပဲတဲ့မြတ်စွာဘုရားဒီလိုမြင်လို့ရှိရင်ကြံတဲ့သူနဲ့ငင်းမှာပေါ့တဲ့မိစ္ဆာအယူဝါဒတွေဆိုတာဘာလို့လဲဆိုရင်သူတို့ကဣဒမေဝသစ္စာမောဟမင်းဒါသာအမှန်တခြားဟာအမှားဆိုပြီးတော့ပြောလို့ရှိကြတာအဲ့ဒါဆိုလို့ရှိရင်ကြံတဲ့လူတွေနဲ့အယူဆခြင်းမတူသည့်အတွက်ကြောင့်ဝိက္ခဟေတတိဝိဝါရောအယူဆခြင်းကွဲပြားလာတာနဲ့တပြိုင်နက်ဝိဝါဒငင်းပွားမှုဆိုတာဖြစ်လာဝိဝါရေတတိဝိခါတော်နော်စိတ်ထိခိုက်မှုတွေဖြစ်လာဝိခါရေတတိဝိဟာစိတ်ထိခိုက်လာရင်ကိုယ်ရောစိတ်ရောပင်ပန်းသွားမှာပေါ့ဒါကြောင့်မို့ကောင်းကျိုးမပေးဘူးလို့ဆိုပြီးတော့တကယ်ကတော့မှားရင်မှားတယ်ဆိုတာကိုစွန့်ပြီးတော့နောက်ထပ်အမှားတစ်ခုကိုထပ်မယူမိစေဒီလိုဆိုလိုတာနော်အမှားတစ်ခုကိုယူပြီးတော့နောက်ထပ်အမှားတစ်ခုကိုထပ်မယူနဲ့အမှားတစ်ခုကိုစွန့်ပြီးတော့နောက်ထပ်အမှားတစ်ခုကိုထပ်မယူနဲ့တဲ့ဒီနည်းနဲ့မှားရွံ့တဲ့အယူအဆတွေကိုစွန့်ပြစ်နိုင်အောင်ကြိုးစားရမယ်လို့ဆိုလိုတာကတော့မြတ်စွာဘုရားဒီကနခပရပိုက်ကသူကဥစ္စေရဝါဒသမားဥစ္စေရဝါဒသမားကသူကသူ့ယူဝါဒကိုမစွန့်ဘူးမစွန့်ပဲနဲ့ဒီလိုပါပဲလို့သူပြောတယ်လေဒီလိုပါပဲဒါကအတိပ္ပယ်တော့အဲ့ဒီလိုရောက်တာပေါ့ဒါပေမဲ့သူဟာမှတ်ပါတယ်ပေါ့ဒီလိုဆိုလိုတာနော်သူကမှန်ပါတယ်ဆိုတော့မြတ်စွာဘုရားမမှန်ဘူးမင်းတဲ့တီကအထက်ကထာဆရာကြီးကဥပမာပေးထားတာသဘောအမြဲတမ်းမှတ်သားစရာကောင်းတယ်ဒီဘူးတောင်းထဲမှာတဲ့ရှင်းတော့ကတော့ဘူးပဲရှိတာရေခွက်တို့ဘာတို့အခုမတ်ခွက်ထဲမှာဆိုပါတော့မတ်ခွက်ထဲမှာဘီယာတွေရှိနေလို့ရှိရင်နော်အဲ့မတ်ခွက်ထဲကဘီယာတွေသုံးမပြစ်ပဲနဲ့နောက်ထပ်ဒီပြင်အစားအစာထဲလို့မရဘူးလေကောင်းတဲ့အစာအာဟာရကိုထဲလို့မရအဲ့ထဲလို့မရတယ်လို့ပဲသူ့တဏ္ဍာမှာလည်းမိစ္ဆာအယူဝါဒကြီးမပြောက်သေးတဲ့မြတ်တကယ်ကိုအနှစ်သာရရှိတဲ့တရားကိုသွင်းပေးလို့မရဘူးဒါကြောင့်မို့ဒီမိစ္ဆာဝါဒကိုဖယ်ဖို့ရအတွက်မြတ်စွာဘုရားဒီလိုဟောပြောတာအဲ့တော့သူ့ရဲ့ဝါဒရဲ့အပြစ်တွေကိုပြောတာမင်းဘယ်လိုပဲယူတပ္ပမေခမတိလို့ဆိုရင်နက္ခမတိတို့ဧကိစ္စံခမတိတို့ဧကိစ္စံနက္ခမတိဆိုတဲ့နှစ်ယောက်နဲ့အငင်းပွားမှာပဲတဲ့ဒုတိယလူကလည်းပထမလူနဲ့တတိယလူနဲ့အငင်းပွားမှာပဲတဲ့တတိယလူကလည်းပထမလူနဲ့ဒုတိယလူနဲ့အငင်းပွားမှာပဲတဲ့အငင်းပွားလာလို့ရှိရင်စိတ်ပင်ပန်းမှုတွေဒါဖြစ်တယ်ဒါကြောင့်မို့လို့ပထမလည်းမယူနဲ့ဒုတိယလည်းမယူနဲ့တတိယလည်းမယူနဲ့အကုန်လုံးကိုစွန့်မိစ္ဆာအယူဝါဒမှန်သမျှစွန့်ပယ်ရမယ်အမြင်တွေမှန်သမျှကိုစွန့်ပယ်ရမယ်ဒီလိုဟောတာမြတ်စွာဘုရားအဲ့ဒီလိုအမြင်တွေစွန့်ဖို့ရမြတ်စွာဘုရားဟောပြီးတော့ဘာဟောတော့ဆိုဝိပဿနာကမ္မထာကိုဟောဝိပဿနာကမ္မထာဟောတဲ့အခါမှာစချင်းရှုလို့လွယ်အောင်ဘယ်ကနေစပြီးတော့ရှုခိုင်းတာတော့ဆိုရုပ်ကစရှုအဲ့တော့ကမ္မထာအထုတ်မဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီအတ္တကရာမှာတော့သူကလွယ်ကူတာကစဖို့ဆိုပြီးတော့ဝိပဿနာလုပ်ငန်းကိုလုပ်တော့မယ်ဆိုလို့ရှိရင်ဝိပဿနာလမ်းကြောင်းကိုချင့်ကပ်တဲ့ပုဂ္ဂိုလ်ကနှစ်မျိုးရှိတယ်သမထကျင့်ပြီးမှဝိပဿနာကိုချင့်ကပ်တဲ့ပုဂ္ဂိုလ်ရှိတယ်ဝိပဿနာကိုပဲတိုက်ရိုက်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်မှာသမထကိုလုပ်ပြီးတော့မှဝိပဿနာကူးမယ်ဆိုလို့ရှိရင်တဲ့နာငါစပြီးတော့ရှုပါဝိပဿနာကိုတိုက်ရိုက်သွားမယ်ဆိုရင်ယုတ်ကစရှုပါလို့ဒီလိုဆိုတာနော်ဒါကလွယ်ကူတာကိုပြောတာမရှုရဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒီတိုင်ပဲမြတ်စွာဘုရားကအခုဒီပြပိုက်ကိုဟောမလို့လွယ်ကူတာကဘယ်အစလွယ်တော့ဆိုလို့ရှိရင်ယုတ်နဲ့နာနဲ့စဉ်းစားကြည့်ပေါ့ထင်တာမြင်တာဘယ်ကပို့ပြီးတော့ထင်ရှားတော့ဆိုယုတ်ကထင်ရှားအဲ့တော့ထင်ရှားတဲ့ယုတ်ခန္ဓာကိုယ်ကြီးကိုမြတ်စွာဘုရားသူ့ကိုအရင်ထုတ်ပြနော်ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးကိုကိုယ့်ဘက်ကိုစဉ်းစားကြည့်မြတ်စွာဘုရားကရူပပရိက္ခဟယုတ်ကိုဝိပဿနာဉာဏ်နဲ့ရှုပုံနဲ့ပတ်သက်ပြီးဘယ်လိုဟောတော့ဆိုအယံကာယောရူပိ
ဒီခန္ဓာကိုယ်ကြီးဟာရုပ်တွေရှိနေတယ်ရုပ်ဆိုတဲ့သဘောကအပူနဲ့တွေ့ရင်တစ်မျိုးအေးနဲ့တွေ့ရင်တစ်မျိုးပြောင်းလဲသွားတဲ့ထင်းထင်းရှားရှားပြောင်းလဲတဲ့သဘောရှိတယ်ဟုတ်တယ်လေနေဘူးတဲ့နေလို့ရှိရင်အသားနီဆဆဖြစ်လာတာသေတွေတိုက်ရင်အသားမဲလာတာဒီလိုပေါ့နော်ဆောင်းကကြတော့အသားပတ်တယ်ပေါ့အေးတော့ဒီလိုပုံစံတွေပေါ့ပြောင်းလဲလာအဲမပတ်အောင်တနခါတို့ပေါင်နာတို့ရိုက်ကြတာပေါ့ဒီလိုပေါ့ဒါကာကွယ်တာပဲနော်သူ့တဘာဝတိုင်းဆိုရုပ်ဟာအပူကြောင့်လည်းပြောင်းလာတာပဲအေးကြောင့်လည်းပြောင်းလာတာအဲ့ဒါကြောင့်မို့ဒီခန္ဓာကိုယ်ကြီးဟာတဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးဟာအယံကာယောရူပိဒီရုပ်ရှိတဲ့ခန္ဓာကိုယ်ကြီးဟာသာတုမဟာဗုဒ္ဓိကောတဲ့မဟာလေးဘုတ်၄ပါးနဲ့တည်ဆောက်ထားတာဟုတ်မဟုတ်ကြည့်ပေါ့အကျမ်းမြင်ကြည့်လိုက်ခန္ဓာကိုယ်ကြီးကိုမဟာဗုဒ္ဓ၄ပါးနဲ့တည်ဆောက်ထားတဲ့ဆိုအကျမ်းမြင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည့်ခန္ဓာကိုယ်ကြီးကအယိုးတွေနဲ့ပထမဖရိန်ကအယိုးတွေစကယ်တန်ကြီးကအယိုးတွေနော်ကိုယ့်ကိုစောင်းစမ်းကြည့်လိုက်ဘဲကြည့်ကြည့်အယိုးတွေနဲ့ကြီးပဲမှတ်လားအယိုးမပါလဲဒီလိုထိုင်နေမှာမဟုတ်ပဲနဲ့ပက်ကြည့်လို့ဖြစ်နေမှာပေါ့နော်အယိုးတွေနဲ့တိဆောက်ထားတာခန္ဓာကိုယ်ကြီးအဲ့တော့ဒီအယိုးတွေအမာတွေထဲမှာဘာတွေထည့်ထားတော့ဆိုအသားတုံးတွေထည့်ထားတယ်အသားတုံးတွေထည့်ထားတယ်အရွတ်တွေအရည်တွေထည့်ထားတယ်အရွတ်တွေထည့်ထားတယ်ကြွက်သားတွေပေါ့အသားတွေအရည်တွေထည့်ထားတယ်နော်အရည်လေးနဲ့ဖုံးအုပ်ထားတယ်ခန္ဓာကိုယ်ထဲမှာကြည့်လိုက်ပေါ့နှလုံးဆိုလည်းပဲအသားတက်ကြီးပဲမဟုတ်လားနောက်အသေးဆိုလည်းအသားတက်ကြီးပဲဗမာကဘာဖြစ်လို့အသေးနဲ့ပြောတယ်လဲမသိဘူးနော်အသေးစကားသိပြောတယ်ဗမာနှလုံးလို့သိမပြောဘူးစာထဲမှာတော့ခရယဆိုတဲ့နှလုံးကိုစိတ်နဲ့လှုပ်ပြီးတော့ပြောလို့ရှိတယ်ဗမာကျတော့အသေးကွဲတယ်တို့ဘာတို့ဒါမျိုးတွေပဲပြောလို့ရှိတယ်နော်အဲ့ဒီအသေးပဲဖြစ်ဖြစ်နှလုံးပဲဖြစ်ဖြစ်ကြောက်ကပ်ပဲဖြစ်ဖြစ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဥသိမ်ဥမအကုန်လုံးဒီအတုံးအခဲတွေမှန်သမျှပထဝီလို့ခေါ်တယ်မြတ်စွာဘုရားကလည်းဝေါဟာရအဖြစ်အဲ့ဒီလိုပဲဟောတာပဲနော်ဆံမြင်မွေးချင်းခြေသက်လက်သက်သွားအရေကနေစရည်ကြည့်လိုက်20အဲ့ဒီ20ကိုပထဝီဓာတ်20လို့ခေါ်တာပဲ32ခောတတာထဲမှာလေဒါနာမည်နဲ့အမျိုးမျိုးလောက်ထားလို့ဆိုလိုတာကအတုံးအခဲမှန်သမျှပထဝီလို့ဒီလိုမှတ်တာအတုံးခဲမှန်သမျှပထဝီလွန်ကဲနေလို့အတုံးခဲဖြစ်တာအတုံးခဲမှန်သမျှပထဝီကဲခန္ဓာကိုယ်ထဲမှာအကျမ်းမြင်ရှာကြည့်လိုက်မြတ်စွာဘုရားကခန္ဓာကိုယ်ကြီးဟာတဲ့မဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတယ်ဆိုအယိုးတို့အသားတို့နော်ဒါတွေကအတုံးခဲတွေဖြစ်သောကြောင့်ပထဝီနောက်တစ်ခါကျတော့အရည်တွေကအာဘောနော်အရည်တွေခန္ဓာကိုယ်ထဲမှာသွေးတွေရှိတယ်နော်တခါတခါထွက်လာတဲ့မျက်ရည်တွေရှိတယ်တွေးတွေရှိတယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့အရည်တွေကတစ်ခုနောက်တစ်ခါခန္ဓာကိုယ်ထဲမှာရှိတဲ့အပူငွေ့တွေအစာကြေချက်တဲ့အပူငွေ့တို့ဖြားတဲ့ခါတက်လာတဲ့အပူငွေ့တို့နော်အဲ့ဒါတွေကတေသောတခါလေတွေရှိတယ်အထက်ကိုဆန်တက်တဲ့လေရှိတယ်အောက်ကိုစုံတဲ့လေရှိတယ်ထွက်လေဝင်လေတွေရှိတယ်အဲ့ဒီလေတွေကဝါယောကဲကြည့်လိုက်တော့လူရဲ့ခန္ဓာကိုယ်ရုပ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မဟာဗုဒ္ဓကြီး၄ခုနဲ့တည်ဆောက်ထားတာပဲအချမ်းမြေးကြည့်မယ်ဆိုရင်အဲ့ဒီမဟာဗုဒ္ဓ၄ခုကိုပဲတွေ့တာမျက်စိကြည့်အောင်မလားဒါပဲလေနားကြည့်အောင်မလားဒါပဲဒါတွေနဲ့နာမည်တွေဒါအမျိုးမျိုးပေးထားတာခန္ဓာကိုယ်ထဲမှာရှိတဲ့ပစ္စည်းတွေအလုံးဒါကအယိုးဒါကအသားဒါကနှလုံးဒါကကြောက်ကတ်ဒါကဥနဲ့ဆိုပြီးတော့အမျိုးစုံနာမည်တွေဒါလျှောက်ပေးထားတာတဒံကွဲသွားလို့ပုံတဒံမတူလို့နာမည်ပေးထားတာအလုံးဟာအတုံးခဲပဲနော်ပထဝီတွေကြီးပဲအရေကလည်းဒါကသွေးဒါကမျက်ရည်ဒါကကျင်ငယ်နာမည်ပေးထားတာအရေဟာအရေပဲပေါ့အပူငွေးကလည်းဘယ်နာကအပူငွေးပဲဖြစ်ဖြစ်အပူအေးတာလည်းဘယ်နာကအေးတာပဲဖြစ်ဖြစ်တေးစောလှုပ်ရှားတဲ့ဝါယောကလည်းပဲဟုတ်လားအထက်ဆန်တဲ့ဝါယောဖြစ်ဖြစ်အောက်ဆုံးတဲ့ဝါယောပဲဖြစ်ဖြစ်ရှူတဲ့ဆိုင်တဲ့ဝါယောပဲဖြစ်ဖြစ်အကုန်လုံးဝါယောပဲခန္ဓာကိုယ်ထဲမှာတေချာစူးစိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားကဒီကနခပရပိုက်ကိုဟောနေတာအယံကာယောရူပိတဲ့ရုပ်ရှိတဲ့ဒီကိုယ်ကာယကြီးဟာသာတုမဟာဗုဒ္ဓိကောမဟာဗုဒ္ဓကြီး၄ပါးနဲ့တည်ဆောက်ထားတာဖြစ်တယ်တဲ့မာတာပိဋိကတံဘဝတဲ့ဒါတယုတ်အမတန်မှပေါ်တယ်မာတာပိဋိကဆိုတာ
အမေဟာနဲ့အဖေဟာပေါ်မှာဖြစ်လာတာတဲ့နော်ဆိုလိုတာကမိဘရဲ့ဒီ open နဲ့ span ဆိုတာရှိတာပေါ့နော်မိဘရဲ့တုတ်သွေးနဲ့အဲ့ဒီပေါ်မှာမှီပြီးတော့လူရဲ့တရေဟာစခဲ့ရတာကလလရေးကြီးဆိုတာဒါကိုဆိုလိုတာနော်မာတာပိဋိကတံဘောမိဘတွေရဲ့ပစ္စည်းပေါ်မှာဝေးဖွာလာခဲ့တာတဲ့အဲ့တော့ထင်ရှားအောင်ကြည့်ရင်ကျဲဥကလေးပဲကြည့်ပေါ့ကျဲဥလေးမှာအယောင်နှမျိုးကွဲနေတယ်မဟုတ်လားအဲ့ဒီသဘောပဲကြည့်အဲ့ဒါအမေနဲ့အဖေအဲ့ဒီထဲမှာကြက်ကောင်လေးပေါက်တယ်လို့ပဲ over နဲ့ span ကလည်းပဲဒီလိုပဲနေမှာပေါ့နော်ဒါကတော့သေးသေးချာချာကြည့်ကြလို့ရှိရင်သူဆေးချမ်းစာအုပ်တွေရှိတယ်သရေတီးပုံတွေပါတယ်အကုန်လုံးသေးသေးချာချာပြထားတာတွေရှိတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားဟောတာ ਨੇ တထပ်သေးပါပဲနော် embryology တို့ embryology ဆိုတဲ့တရေအကြောင်းကိုလေ့လာတဲ့စာအုပ်တွေပါတယ်ရှိပါတယ်အဲ့ဒီမှာကြည့်အဲ့တော့မြတ်စွာဘုရားကတို့ကြုံလေးကိုပြောတာမာတာပိဋိကတံဘောမိဘရဲ့တုတ်သွေးကြောင့်တုတ်သွေးမှာမှီပြီးတော့ဖြစ်လာတာအဲ့ဒါကဖြစ်တာပြောတာမဟုတ်ဘူးမှီပြီးတော့ဖြစ်လာဆိုပါစို့တစ်ပင်လေးတစ်ပင်စိုက်လို့ရှိရင်မြေနဲ့ရေနဲ့ပေါင်းစပ်ထားတဲ့ပုံမှာဖြစ်တာမဟုတ်လားအမြင့်ကလေးဆင်းလာဖြစ်လာတာကတော့မျိုးစေ့အကြတာပေါ့ဒီမှာလည်းပဲကံပေါ်မှာဝိညာဉ်မျိုးစေ့တွေကြပြီးတော့ဖြစ်လာတာဒီလိုဆိုလိုတာပေါ့နော်နောက်တစ်ခုကပါတော့ဆိုအဲ့ဒီလိုဖြစ်လာတဲ့ဒီရုပ်ခန္ဓာကိုဖြစ်လာပုံကိုပြောတာအမှန်လားပထမဆုံးလူတွေရဲ့ခန္ဓာကိုယ်ဟာအင်တန်မှသေးငယ်လာတဲ့အဆက်ကလေးလောက်ကစလာရှည်ပေါက်ကလေးအဆက်ကလေးသေးသေးလေးအဲ့ဒီအဆက်လေးอ่ะဘယ်လောက်သေးတုံးဆိုရင်တော့မက်ခရိုစကုပ်နဲ့မှကြည့်လို့ရတဲ့အသေးမျိုးလို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလောက်ထိအောင်သေးတယ်လို့ဒီလိုပြောတာပေါ့ကဲပမာဏလေးတာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်အဖျားလေးကိုစီတဲ့နှစ်သုံးပုံရေးတယ်အဖျားလေးကိုစီတဲ့နှစ်ပြီးတော့ခါပြီးတော့အဲ့ဒီအဖျားလေးမှာတီးနေတဲ့စီပေါက်ကလေးလောက်ပဲရှိတယ်ဆိုတော့အဲ့ဒီထဲမှာတရေတီတာဒါကလလရေကြီးလို့ခေါ်တယ်ပထမဆုံးအလောက်ကစပြီးတော့မှတဖြည်းဖြည်းကြီးထွားလာနော်အဲ့လိုရက်ပတ်အလက်ရောက်တဖြည်းဖြည်းကြီးထွားလာဒါကြောင့်မို့လို့မာတာပိဋိကတံဘောဆိုတာအဲ့ဒီမှာစလာတယ်ဒါပြင်ကြီးလာတာဘာကြောင့်ကြီးလာတာတုံးဆိုဩဒနာကုမ္မာတုပစယောတဲ့သမင်းနေမုတ်နေစားပြီးတော့ကြီးတာတဲ့ဩဒနာဆိုတာအာရှတိုက်သားတွေကိုပြောတာကုမ္မာသဆိုတာဥရောပတိုက်သားတွေကိုပြောတာနော်ဖြုံစားတဲ့လူတွေကကုမ္မာသဖြုံစားတဲ့လူတွေအတွက်ကုမ္မာသဒီလိုဆိုလိုပုံရတယ်မြတ်စွာဘုရားဩဒနာသမင်းစားတဲ့နိုင်ငံရှိတယ်လေဖြုံစားတဲ့နိုင်ငံရှိတယ်သမင်းစားတဲ့နိုင်ငံရှိတယ်ပေါ့အဲ့တော့တချို့နိုင်ငံကြတော့ဘုန်းကြီးတို့ဥရောပသွားတော့မှဆိုလို့ရှိရင်ဂျုံလည်းမစားရဘူးသမင်းလည်းမစားရဘူးအာလူသီးစားရတာလည်းရှိသေးတယ်နော်သမင်းနဲ့အာလူသီးနဲ့စားရတယ်သမင်းမပါဘူးလေဟင်းနဲ့အာလူနဲ့စားအာလူသီးကိုခွန်မတင်ပဲနဲ့ပြုတ်ထားအဲ့ဒီအာလူသီးခွန်မတင်တာကိုသမင်းလုပ်ပြီးတော့မှဟင်းလေးနဲ့စားအာလူသီးကိုဟင်းနဲ့စားတယ်ဗမာပြည်မှာတော့ကြားဘူးမှမဟုတ်ဘူးနော်အဲ့လိုစားတယ်ဆုံးမပါပဲအဲ့တော့အလုံးကိုခြုံလိုက်တဲ့ဩဒနာကုမ္မာတုပစယောဆိုသမင်းတို့မယောဆိုတာဂျုံပဲပြောတာပေါ့ဆန်စားတယ်ဂျုံစားတယ်အဲ့ဒါလို့ဆန်စားဂျုံစားပြီးတော့ကြီးထွားလာရတယ်ဒါဟုတ်တာပေါ့လူခန္ဓာကိုယ်ဆိုတာဒါတွေစားပြီးတော့ကြီးထွားလာတာအဲ့လိုကြီးထွားလာတဲ့ခန္ဓာကိုယ်ကြီးကမြဲသလားလို့ဆိုမမြဲဘူးပြောင်းလဲနေတယ်အမြဲတမ်းဖြစ်ပြီးတော့ပြတ်နေတယ်အနိစ္စတဲ့အနတ်မကောင်းသည့်အတွက်ကြောင့်ဥစ္စာရဏတဲ့အမြဲတမ်းပေါင်တာရိုက်ပေးရတယ်မိတ်ကလိမ့်ပေးရတယ်တဏခါလိမ့်ပေးရတယ်တဲ့ဥစ္စာရဏဘုရားကဒီထဲမှာအကုန်ဟောထားတာနော်ပရိမတ္တနာတဲ့ညောင်းလုံးအကြီးတော့ခါလေးဆုံးနေပေးရတယ်ဒီထဲမှာသာဝရတီးနေလားဆိုမတီးဘူးတဲ့ပေရဏကျိုးတတ်တယ်ကွဲတတ်တယ်ခန္ဓာကိုယ်ကြီးကမလဲလိုက်နဲ့လဲသွားအယိုးကျိုးသွားတယ်စတီးထဲရမယ်နော်ဝိဋ္ဌန္တနာဓမ္မောပျက်စီးသွားတဲ့သဘောရှိတယ်လို့
ဒါတရားရှုခိုင်းတာပဲလေကိုယ်ခန္ဓာကိုယ်ကြီးအဲ့လိုကြည့်နေပဲဆိုရင်ဒါလည်းဝိပဿနာပဲပေါ့နော်အခြေခံအားဖြင့်ကိုယ့်ဘက်ကိုဒီလိုတော့တွေးလို့ရတာအကယ်ဒီချိန်တွေးနေတဲ့အချိန်မှာတချို့ကတော့ပြောမယ်ဒါဝိပဿနာမဖြစ်ဘူးလို့ဘာလို့ပြောကောင်းပြောလိုက်မယ်မြတ်စွာဘုရားဒီတိုင်းဟောထားတာကြည့်လေကိုယ့်ကိုယ်စဉ်းကျင်သုံးသပ်ကြည့်ပေါ့ဩငါခန္ဓာကိုယ်ကြီးဟာဒါတွေနဲ့ကြီးလာပြီမမြဲပါလားမနေ့ကယုံနဲ့ခနေ့ယုံမတူပါလားပြောင်းလဲလာပါလားနော်မနှစ်ကယုံနဲ့ဒီနှစ်ယုံမတူပါလားဆိုပြောင်းလဲလာတဲ့သဘောနော်ဥစ္စာရဏအမြဲတမ်းလိမ့်ကြံပေးနေရတယ်မလိမ့်မဲနေလို့ရှိရင်အနတ်ဆိုးလာမယ်ဟောအမြဲတမ်းလုံနေရပါလားဆိုတော့ဝိပဿနာဉာဏ်လေးနဲ့ဆင်ခြင်စဉ်းစားကြည့်ဒါအမြဲတမ်းတန်ဖိုးရှိတဲ့အသိဉာဏ်တစ်ခုဖြစ်တာဒီလိုလုံပေနေတဲ့ထဲကနေပြီးတော့ဒီခန္ဓာကိုယ်ကြီးကတည်တံ့ခိုင်မြဲနေသလားဆိုမဟုတ်ဘူးဗေဒနာပျက်စီးသွားမှာပဲလုံရင်နဲ့ခန္ဓာကိုယ်ကတိုးလာသလားယော့သွားသလားယော့သွားတာနော်ဒီလိုစောင့်ရှောက်ရင်အမလေးသဘောတန်လေးနဲ့ဆေးကောင်းကောင်းနဲ့သွားတိုက်ဆေးကောင်းကောင်းနဲ့တိုက်ရင်နဲ့သွားတွေပြုတ်ထွက်သွားတာမဟုတ်ဘူးလားခေါင်းကလည်းပဲဖြင်းရင်သိရင်နဲ့တခါတည်းတစ်ချောင်းပြီးတစ်ချောင်းဖြူလာတာမဟုတ်ဘူးလားလူရဲ့အရေးတွေကလည်းပဲနိုင်ငံခြားလာတဲ့အကောင်းနဲ့ဆေးကောင်းဆိုပြီးတော့အရေးစကင်ကဲဆိုတဲ့ဟာတွေနဲ့လိမ့်ရင်နဲ့တွန့်လာတာပဲမဟုတ်ဘူးလားအကုန်ဘာကဲမှမရဘူးနော်ကဲသမျှနောက်တခါအကုန်ဘာမှမရတော့အဲ့တော့နောက်ဆုံးမှာမြတ်စွာဘုရားဒါဟောထားတာအနိစ္စတဲ့မမြဲဘူးတဲ့ဥစ္စာရဏလိမ့်ကြံပေးရတယ်တဲ့ပရိမတ္တနာဆုံးနေပေးရတယ်သို့တော်လည်းဗေဒနာဝိဒန္တနာပျက်စီးပြီးတော့သွားတတ်တယ်ဒါခန္ဓာကိုယ်ကြီးရဲ့သဘောကိုမြတ်စွာဘုရားဒါရူပပရိက္ခအနေနဲ့ခန္ဓာကိုယ်ကြီးရဲ့သဘောကိုမြတ်စွာဘုရားဒီလိုဟောတာအဲ့ဒါလို့ဟောပြီးတော့အဲ့ဒီခန္ဓာကိုယ်ကြီးကိုတဲ့မမြဲဘူးဆိုတဲ့သဘောမြင်အောင်ရှုပါတဲ့ဆင်းရဲတဲ့သဘောတွေကိုမမြဲမှုတွေကအမြဲတမ်းကပ်ပြီးတော့နှိမ့်ဆက်နေလို့ဆင်းရဲတဲ့သဘောကိုရှုပါဒီဆင်းရဲဆိုတဲ့အဓိပ္ပာယ်ကလူသိသူသိဆင်းရဲမျိုးကိုပြောတာတော့မဟုတ်ဘူးနော်လူတွေကဆင်းရဲတယ်ဆိုရင်ပတ်သက်မရှိဘူးဆိုရင်ဆင်းရဲတယ်လို့ပြောတာအဲ့ဒီဆင်းရဲမျိုးပြောတာမဟုတ်ဘူးဒီနေရာမှာဟိုအနာဒီအနာခန္ဓာကိုယ်ကြီးကနော်နာကျင်ကြိုက်ခဲတယ်ပြီးတော့နောက်မမြဲတဲ့သဘောကအမြဲတမ်းအနှောက်အယှက်ပေးနေလို့ဆင်းရဲတယ်ဆိုတဲ့သဘောကိုပြောတာနော်နောက်တစ်ခါရောဂတဲ့ခန္ဓာကိုယ်ကြီးကယောဂဖြစ်ဒီယောဂဆိုတာပြင်ဘက်ကလာတာမဟုတ်ဘူးခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီယုတ်တရားတွေကိုကယောဂကြီးပဲပေါ့ဒါကြောင့်မို့ယောဂမရှိဘူးလို့ပြောလို့မရဘူးလေယောဂဆိုတာဒီယုတ်တရားကြီးပဲယုတ်တရားမရှိဘူးဆိုရင်ယောဂမရှိလို့ပြောတချို့ကတော့ထင်တယ်ငါဘာယောဂမှမရှိဘူးကျမ်းမာတာလို့ပြောတယ်နော်လူတွေအမြည်တတ်เสียယောဂသာမရှိတာကဲယောဂမရှိရင်မနာဘူးလားဆိုနာမှာပေါ့ယောဂရဲ့အဓိပ္ပာယ်ကရုပ်စတိတိရောကိုနာတတ်လို့ယောဂခေါ်တာကိုအခုတရားနာရင်တောင်ကြာကြာထိုင်မနာဘူးလားနာလာတာအဲ့ဒါကိုရောဂလို့ပြောတာပဲပေါ့နော်ဘလိုယောဂမှာယောဂပြောတာမဟုတ်ဘူးနော်နာတတ်တဲ့သဘောရှိတယ်ခန္ဓာအာယမလို့ပဲတဲ့ခန္ဓာကိုယ်ကြီးကအာယမဆိုတာတွေ့ဘူးကြလားလူမာဒီအနာပစုတ်တို့လို့ဘာလို့လို့ရောင်ပြီးတော့ဘူးကြီးထပြီးပေါက်တဲ့အနာမျိုးလေပြီးတဲ့အခါကျတော့ပြည်တစိုးစိုးနဲ့ရောင်တယ်အဲ့တော့ခန္ဓာကိုယ်ကြီးကလည်းဒီတိုင်းကြီးပဲလေပြည်တစိုးစိုးလိုပဲမျက်လုံးကလည်းမျက်ရည်ထွက်တယ်နားကလည်းနှာဖာကြီးထွက်တယ်အကုန်လုံးကောင်းတာတခုမှမရှိဘူးပြည်တွေထွက်နေတယ်လို့ပဲနော်တိုင်းလက်ထဲမှာအများရန်သွန်ပြစ်နေရတာလေဒါခန္ဓာကိုယ်ကြီးကဒါအမာယောဂကြီးနဲ့တူတယ်တဲ့နော်အနာပစုတ်လို့ယောဂမျိုးကြီးတွေနဲ့တူတယ်လို့ဒါလိုပြောတန်လဒီဒုက္ခကြီးကအမြဲတမ်းစူးဝင်နေတဲ့မြားညောင်ကြီးလိုပဲဟုတ်တာပေါ့မြားညောင်ကြီးစူးဝင်နေနားနေတယ်လို့ပဲခန္ဓာကိုယ်ထဲမှာတခုစူးဝင်နေတယ်လို့ပဲဒီသဘောတရားတွေဟာနှိမ့်ဆက်နေတယ်ဆင်းရဲနေတယ်အာဘာဒခန္ဓာကိုယ်ကြီးကအမြဲတမ်းနှိမ့်ဆက်တယ်အဲ့ဒီလိုနှိမ့်ဆက်တာကိုငါဟာလို့သတ်မှတ်လို့မရမလားဆိုမရဘူးပရတကယ်ကိုသူစိမ့်ပြင်မနော်ကိုယ်လုံးဝကြည့်ဥဆိုင်ဘူးကိုယ်ကကြည့်ဥဆိုင်ပဲကိုယ်တော့ကြည့်ဥဆိုင်လိုက်ရတာမနဲ့အေးရထားဆိုရင်အမလေးမျက်နှာသိရတယ်သွားတိုက်ရတယ်ကော်ဖီလေးဖြောတိုက်ရတယ်သူ့ကိုနော်သူများပြောတာမဟုတ်ဘူးကိုရုပ်ကြီးကိုပြောနေတာနော်အဲ့ဒါလို့ကိုလို့ပြောစရာတခုမှမရှိဘူးတကယ်ကိုသစိမ့်တရား
ပါလောကပျက်စီးတတ်တယ်တုံညငါဆိုတာလဲရှာမတွေ့ဘူးငါဟာလို့ပြောစရာလဲတခုမှရှာမတွေ့လို့တုံညတုံညရဲ့အဓိပ္ပာယ်ကအဲ့ဒါအတ္တအတ္တနိယငါဆိုတာမရှိဘူးငါဟာဆိုတာမရှိလို့တုံညလို့ပြောတာခန္ဓာမရှိတာကိုပြောတာမဟုတ်ဘူးနော်ရုပ်ကရှိတယ်အဲ့ဒီရုပ်ထဲမှာငါမရှိဘူးငါဟာမရှိဘူးသို့တော်လူတွေကထင်နေတာငါလို့ထင်တာလေငါဟာလို့ထင်တာသွားမေးကြည့်ပါလားဒါဘုသူမျက်လုံးငါမျက်လုံးပဲပြောမှာပဲတကယ်လဲငါဟာလို့ထင်တယ်လေငါဟာလို့ပဲထင်တာပဲကိုယ်ခန္ဓာကိုယ်ကြီးငါခန္ဓာကိုယ်ဟာကိုယ်ပဲအပြောယုံလေးတယ်မဟုတ်ဘူးပြောတာကတော့ပြောလို့ရသို့တော့အထင်ကိုအဲ့တိုင်ထင်နေတာနော်ငါဟာငါရှိမှသာငါဟာရှိတော့ဟောငါမှမရှိရင်ငါဟာလည်းမရှိဘူးပေါ့အဲ့ဒီလိုငါလည်းမရှိဘူးငါဟာလည်းမရှိဘူးဆိုတဲ့သဘောကိုရည်ညွှန်းပြီးတော့တုံညလို့ပြောတာနောက်အနတ္တနော်အနှစ်သာရဆိုတာတခုမှမရှိဘူးကိုဖြစ်ချင်တဲ့အတိုင်းဖြစ်တာတခုမှမရှိဘူးလို့ဟောဒီရုပ်ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ဒီအချက်တွေနဲ့ရှင်းရှင်းကြီးမြင်အောင်ရှုမှတ်ပါလို့ဟောတာရုပ်ကိုဝိပဿနာရှုခိုင်းတာပဲပေါ့ဒါဒီတုတ်တံမှာဒီကနခဆိုတဲ့ပြပိုက်ကိုမြတ်စွာဘုရားကဒီလိုဟောတာအဲ့ဒါလို့ဟောပြီးတဲ့အခါကျတော့ရုပ်ရှုပြီးတဲ့အခါနာမ်ကိုရှုဖို့ဟောပြန်နာမ်ဆိုတဲ့အခါမှာအကုန်လုံးနာမ်တွေအကုန်ရှုဖို့မဟုတ်ဘူးဒီတုတ်တံမှာမြတ်စွာဘုရားဝေဒနာပရိက္ခဟအနေနဲ့ဝေဒနာကိုရှင်းပြတယ်လူတွေရဲ့စိတ်ထဲမှာနံတရားထဲမှာအားတဲ့ခံစားမှု၃ခုရှိတယ်ဟောဝေဒနာဆိုလို့ရှိရင်ဗမာတွေကယောဂအောက်မေ့တတ်တယ်ယောဂဝေဒနာကိုပြောတာမဟုတ်ဘူးနော်ကိုယ်စိတ်ရဲ့ခံစားချက်တွေကိုပြောတာစိတ်ရဲ့ခံစားချက်တွေကဘယ်နှခုရှိတုန်းစဉ်းစားကြည့်ဒီကနေ့ပျော်လိုက်တာလို့လည်းပြောကြတယ်နော်အမလေးစိတ်ညစ်လိုက်တာလို့လည်းပြောကြတယ်နော်မပြောတာတစ်ခုတည်းပဲရှိတယ်ပျော်လည်းမပျော်ဘူးစိတ်လည်းမညစ်ဘူးဆိုတဲ့ဟာကြမပြောဘူးပြောတာနှစ်ခုပဲရှိတယ်နော်စိတ်ညစ်လိုက်တာလို့ပြောတယ်ပျော်လိုက်တာလို့ပြောတယ်တော့ပျော်လိုက်တာလို့ပြောတာဒုက္ခဝေဒနာစိတ်ညစ်လိုက်တာလို့ပြောတာဒုက္ခဝေဒနာပဲနော်ခံရခက်လိုက်တာလို့ပြောရင်ဒုက္ခဝေဒနာမလေးနေလို့ထိုင်လို့ကောင်းလိုက်တာဒုက္ခဝေဒနာဟောဒုက္ခဝေဒနာဒုက္ခဝေဒနာမသိတာတဲ့ဟာကအဒုက္ခမဒုက္ခဝေဒနာလို့သုံးခုရှိတယ်နော်ကိုယ်စိတ်ထဲမှာခံစားချက်၃မျိုးရှိတယ်အဲ့ဒီခံစားချက်၃မျိုးလေးဟာဒုက္ခဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒုက္ခဝေဒနာမဖြစ်ဘူးဒုက္ခဝေဒနာဖြစ်နေတဲ့ဒုက္ခဝေဒနာဖြစ်နေတဲ့အချိန်မှာဆိုဒုက္ခလည်းမဖြစ်ဘူးအဒုက္ခမှဒုက္ခလည်းမဖြစ်ဘူးဓာင်လူဖြစ်လို့မရဘူးလေချမ်းသာနေတဲ့အချိန်မှာဆင်းရဲလည်းမရှိဘူးဥပေက္ခဆိုတဲ့အဒုက္ခမှဒုက္ခလည်းမရှိဘူးဆင်းရဲနေတဲ့အချိန်မှာချမ်းသာတာဆိုတာလည်းမရှိဘူးအဒုက္ခမှဒုက္ခဆိုတာလည်းမရှိဘူးအဒုက္ခမဒုက္ခဆိုတာချမ်းသာတာလည်းမထင်ရှားဆင်းရဲတာလည်းမထင်ရှားဘူးဆိုတဲ့ဝေဒနာရှိနေတဲ့အချိန်မှာဒုက္ခဒုက္ခမရှိဘူးဆိုလိုတာကဒီဝေဒနာတွေဟာဆိုင်ရာအကြောင်းကြောင့်တလဲ့စီတာဖြစ်တယ်တစ်ခုနဲ့တစ်ခုပေါင်းပြီးတော့မဖြစ်ဘူးလို့ဒီလိုဆိုလိုတယ်နော်ဒါကသူတို့ရဲ့သဘောကိုအရင်သိတာသိပြီးတဲ့အခါကျတော့ကဲဝမ်းသာလိုက်တာဆိုတာအမြဲတမ်းလားလို့စဉ်းစားကြည့်ပေါ့ပျော်လိုက်တာဝမ်းသာလိုက်တာဆိုဘယ်လောက်ကြာအောင်ဝမ်းသာဘူးဒီလောက်ကြာအောင်ဝမ်းသာဘူးနော်အကြာကြီးဝမ်းသာဘူးခဏလေးနေရင်ပြီးသွားပြန်ခဏလေးနေပြီးသွားပြန်အဲ့ဒါကြောင့်မို့လို့ဒုက္ခဝေဒနာနေလို့ထိုင်လို့ကောင်းလိုက်တာဆိုတာလဲခဏနော်ကြာမှာပဲအိတ်လို့ကောင်းလိုက်တာဆိုရင်အိတ်တဲ့လူတနေ့ကုန်အိတ်နိုင်မှာမလားတော့ကြာညောင်းလာတာပဲလေညောင်းလာအဲ့တော့တခဏပဲအလုံးဟာတခဏဒါကြောင့်မို့ဒုက္ခဝေဒနာအနိစ္စအမြဲမရှိဘူးဒါရှေးတော့ရှေးသေးတယ်ဒီတဲ့ကိုတိုးသေးတယ်နော်ခံစားမှုကသူကဒီတဲ့တိုးတယ်ဆိုတာဘယ်လိုတော့ဆိုခံစားမှုကဖြစ်ပြက်နေတဲ့အချိန်ဆိုတော့သူကလှက်နဲ့ဖြစ်တာနော်တခါတည်းမဟုတ်ဘူးဘုန်းကြီးတို့တွေသေချာစဉ်းစားကြည့်ကိုလက်ကလေးရားတဲ့အခါမှာသေချာစိုက်ကြည့်ဒလက်ဆက်ကြီးရားနေတာလားသို့မဟုတ်ရားလိုက်ပြောင်းလိုက်လားလို့မေးကြည့်လို့ရှင်တကယ်အသိဉာဏ်နဲ့စဉ်းစားပြီးတော့စူးစိုက်ကြည့်မယ်ဆိုရင်ရားလိုက်ပြောင်းလိုက်အတန်နေလို့ပေါ့အတန်တစ်ခုဟာတသမတ်ထဲကြားနေတယ်လို့စိတ်ကထင်မိမယ်လို့အတန်ဟာပျောက်ပြီးပြန်ပေါ်နေတဲ့သဘောပဲနော်
အဲ့ဒါကိုကိုယ့်အကိုရှင်းအောင်ဒုက္ခလေးတစ်ချက်နဲ့ခောက်ကြည့်ပေါ့တောက်နဲ့ခောက်ကြည့်လို့ရှိရင်ကြည့်နော်အကြာကြီးကြားနေရပြီမဲ့လို့ဒီအတန်ပထမခောက်လိုက်တဲ့အတန်ဒုတိယအချိန်မှာမရှိတော့ဘူးဟုတ်လားအဲချမ်းသာဒုက္ခဆိုတာလေအဲ့ဒီတိုင်းပဲသူကဖြစ်ပြနေဆက်တိုက်ချမ်းသာနေလို့ချမ်းသာတယ်လို့ထင်တာရားတာလေအဲ့ဒီတိုင်းပဲသူကလေအပြတ်ကလေးတွေရှိတယ်ရားတာနာတာလည်းပဲတေချာစူးစိုက်ကြည့်လိုက်လို့ရှိရင်ဆက်တိုက်ကြီးနာတာမဟုတ်ဘူးသူကအပြတ်ကလေးတွေနဲ့နာတာတခုစီနာလိုက်ပြောက်လိုက်သို့တော့ကြောက်လိုက်တဲ့အချိန်လေးကအမတန်မှတူသည့်အတွက်ကြောင့်မသိတာကဲလူတွေကမျက်တောင်မခတ်ဘူးလားကဲရုပ်ရှင်ကြည့်နေတဲ့အခါမှာမျက်တောင်ခတ်လိုက်တဲ့အခါမှာဇလန်းတွေလွတ်သွားလားမလွတ်တာလဲမြန်တာလေတကယ်မျက်တောင်ခတ်တဲ့ချိန်မှာမျက်စိမှိတ်မသွားဘူးလားအဲ့ဒီမှိတ်တဲ့အချိန်မြင်ရရဲ့လားတကယ်ကတော့မမြင်ဘူးသို့တော့မြန်ကြီးပွင့်သွားတာဆိုတော့ဇလန်းကပြတ်မသွားဘူးအဲ့ဒါနော်ဇလန်းပြတ်မသွားဘူးဉာဏ်လုံးအားကြည့်တာကိုစိတ်ကဒီတည်းမဲ့ဇလန်းမလွတ်တာရှိသေးတယ်နော်ဇလန်းကြည့်ရင်ကနေပြီးတော့ပဲကျော်ဝါးတယ်အတန်လဲနားထောင်တယ်နော်အတန်လဲနားထောင်တယ်မျက်စိကလည်းကြည့်တယ်ပဲလော်ကလည်းဝါးတယ်အရသာလည်းခံသေးတယ်ဆိုတော့စိတ်ကဘလောက်မြန်တယ်ဆိုတော့အကုန်လုံးသူသိတာကြီးပဲမသိတာတခုမှမရှိဘူးဇာလန်းလည်းမိအောင်ဖားလိုက်တယ်အတန်လည်းအကုန်ဖားလိုက်သေးတယ်ဒီထဲမှာဟိုကိုရီးယားဇာတ်ကားဆိုတားဆိုးသေးတယ်နော်အညာဟိုက်ဆေးရိုးလည်းမိအောင်လုပ်သေးတယ်စာရန်ထိုးတာလည်းမိအောင်ဖတ်လိုက်သေးတယ်နော်ကိုရီးယားဇာတ်လန်းကပြောတဲ့စကားတွေလည်းအကုန်လုံးကိုရီးယားလူရောမြန်မာလူရောမိအောင်လုပ်လိုက်သေးတယ်စိတ်ကဘလောက်မြန်တယ်ဆိုတာကြည့်လေသို့တော့တခါတည်းလားလို့ဆိုမဟုတ်ဘူးအပြတ်ဖြစ်တယ်အဲ့ဒီသဘောလေးတွေကိုဆင်ញင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အဲ့ဒါလို့ဆင်ញင်စဉ်းစားတတ်ရင်ဒုက္ခဝေဒနာအနိစ္စဖြစ်ပြီးပြတ်သွားတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ပေါ့ဖြစ်မှုပြမှုဖြစ်စဉ်ကြီးကရှည်လျားသည့်အတွက်ကြောင့်သာသူကမြဲတယ်လို့ထင်တာကိုဖြစ်ပြီးဖြစ်မှုကအမှန်တမ်းတူတောင်းတယ်လို့ဒုက္ခဝေဒနာအနိစ္စသင်္ခတကဲချမ်းသာတဲ့ဒီစိတ်ထဲမှာပျော်တယ်ဆိုတာအလကားပျော်တာလားတခုခုတွေးမိလို့ပျော်တာလားသို့မဟုတ်တခုခုမြင်လို့ပျော်တာလားဆိုတော့ကဲထီပေါက်လို့ပျော်တယ်ဆိုတာထီပေါက်တာအကြောင်းမဟုတ်ဘူးလားတခုခုကြောင့်ပျော်တာလေအလကားပျော်တာမဟုတ်ဘူးဥပမာတငယ်ချင်းနဲ့တွေ့လို့ပျော်မယ်ပတ်စံရလို့ပျော်မယ်တခုခုပေါ့လေလက်ဆောင်ရလို့ပျော်တယ်ကိုကြည့်ကျင်တဲ့ဇာကာကြည့်လို့ပျော်ရတယ်ဆိုတာဒါတွေကအကြောင်းတရားတွေမဟုတ်ဘူးလားသူ့ဘာသူနေရင်ပဲပြောမလဲဟောမျက်စိကကိုမြင်နေတာမြင်ရတယ်နားကကိုကြားနေတာကြားရတယ်နှာခေါင်းကကိုကြိုက်တဲ့အနံလေးရှူရတယ်အဲ့ဒါလို့ကိုကြိုက်တာလုံးရတယ်ဆိုတဲ့အကြောင်းတရားကြောင့်မို့လို့ဒီဟာလေးကပျော်မှုဖြစ်တယ်ဆိုဒီပျော်ရွှင်မှုဒီသင်္ခတအကြောင်းတရားတွေကဖန်တီးပေးထားတာဒီလိုဆိုလို့တာနော်အခုလျှက်ဒီအလင်းအောင်ရှိနေတာဘယ်သူကြောင့်လင်းနေတာတော့ဆိုလျှက်စစ်မြည်ရှိလို့လင်းတာလေလျှက်စစ်မြည်ငြိမ့်ကြည့်ပါလားဒီအလင်းရှိပါမယ်ဒါလျှက်စစ်မြည်ကနေဒီအလင်းကိုဖန်တီးပေးထားလို့သင်္ခတနော်လုတ်ပေးထားတဲ့အရာတစ်ခုပဲဖြစ်တယ်ပေါ့ဒုက္ခဝေဒနာဆိုတာလေလုတ်ပေးထားတာသူကသူဖြစ်လာတာမဟုတ်ဘူးအဲ့ဒါကိုပြောတာသင်္ခတလုတ်ပေးထားလို့ဖြစ်နေတာပဋိစ္စသမုပ္ပန္နာအကြောင်းတစ်ခုကိုစွမ်းမိပြီးတော့မှလာဖြစ်တာအကြောင်းမရှိဘဲနဲ့သူကဘာတစ်ခုမှမဖြစ်ဘူးเนาะဆိုင်ရာအကြောင်းတစ်ခုကိုစွမ်းမိပြီးတော့ဖြစ်နေတာအဲ့ဒီဖြစ်တဲ့အရာတွေဟာသာဝရလားလို့ဆိုမဟုတ်ခရဓမ္မကုံသွားတဲ့သဘောရှိတယ်ဝေယဓမ္မပြတ်သွားတဲ့သဘောရှိတယ်ကုံသွားတဲ့သဘောဆိုထမင်းတစ်ပကံစားလိုက်ရင်ကုံမသွားဘူးလားရေတစ်ခွက်တောက်လိုက်လဲကုံသွားတာပဲလေအဲ့ဒီကုံတယ်လို့ပဲဒါတွေလည်းကုံသွားတာပဲအတန်တွေလည်းကုံသွားတာပဲအနတ်တွေလည်းကုံသွားတာပဲအကုန်လုံးကုံသွားခရဓမ္မကုံခြင်းပြည့်ခြင်းသဘောရှိတယ်ဝေယဓမ္မပျက်စီးသွားခြင်းသဘောရှိတယ်ဝိရာဂဓမ္မကင်းပြောက်သွားခြင်းသဘောရှိတယ်និရောဓချုပ်ငြိမ်းသွားခြင်းသဘောရှိတယ်ဖျောင်းနိုင်မီလေးထွန်းတိုင်းကြည့်ပေါ့ဖျောင်းနိုင်မီလေးထွန်းထားလို့ရှိရင်အလင်းရောင်လေးကတော့ရှိနေတယ်လို့ဒီလိုထင်ရတယ်သာဝရရှိတယ်လို့ထင်ရတယ်အဲ့ဒီမီလေးထွန်းနေတဲ့အချိန်မှာတေချာအာယုံစိုက်ပြီးတော့ကြည့်ဖျောင်းစီလေးလည်းကုံသွားတယ်နော်မီးစာလေးလည်းတိုးသွားတယ်ဖျောင်းစီလေးလည်းကုံသွားတယ်မီးစာလေးလည်းတိုးသွားတယ်နောက်ဆုံးကြတော့ဒီဖျောင်းနိုင်ငြိမ်းတာပဲမဟုတ်လား
ဖျောင်းနိုင်ငိမ့်သွားတာနဲ့မီးတောက်ကလေးငိမ့်တာနဲ့အလင်းအောင်ရောရှိသေးလားမရှိဘူးအဲ့ဒီအလင်းလေးဟာဘယ်သူကဖန်တီးပေးထားတော့ဆိုဖျောင်းစီရဲ့နော်မီးစာရဲ့မီးလျံလေးရဲ့ဒီသုံးခုကဖန်တီးပေးထားလေအဲ့ဒီသဘောလေးတွေကိုရှုနိုင်လို့ရှိရင်ဒါဝိပဿနာဉာဏ်အတွက်အထောက်အကူတွေအများကြီးဖြစ်တယ်မြတ်စွာဘုရားဟောတာအဲ့ဒါဟောတာပဲပရိစ္ဆသမုပ္ပါဒနာအကြောင်းကိုပြီးတော့မှီပြီးတော့ဖြစ်တယ်သို့တော့ခရဓမ္မကုံသွားတဲ့သဘောရှိတယ်ဝေယဓမ္မပျက်စီးသွားတဲ့သဘောရှိတယ်ဝိရာဂချုပ်ပြောက်သွားတဲ့သဘောရှိတယ်និရောဓချုပ်ငြိမ်းသွားတဲ့သဘောရှိတယ်ဒုက္ခဝေဒနာရဲ့သဘောကိုဒီလိုရှင်းပြထို့တူပဲဒုက္ခဝေဒနာလည်းဒီသဘောအတိုင်းပဲအာရုခမဒုက္ခဝေဒနာလည်းဒီသဘောအတိုင်းပဲလို့မြတ်စွာဘုရားကဝေဒနာဆိုင်ရာဒီလိုရှုလိုက်တဲ့ကဲအဲ့ဒါလိုရှုမြင်လာတဲ့အခါမှာအရာခတ်သိမ်းဟာဘယ်အရာမှမမြဲဘူးရုပ်တရားကြီးကလည်းမမြဲဘူးနံတရားတွေကလည်းမမြဲဘူးကိုယ်စိတ်ထဲမှာခံစားမှုဆိုတဲ့ဝေဒနာတွေကလည်းတခုမှမမြဲဘူးဆိုတာသိလာတဲ့အခါကျတော့နိဗ္ဗိနတိဒီအသိဉာဏ်နဲ့မြင်လာတဲ့အခါမှာအသိဉာဏ်နဲ့မြင်သည့်အတွက်ကြောင့်နိဗ္ဗိနတိจิตနှက်เสียဆိုတာရှာမတွေ့ဘူးတဲ့ตายမှုမရတော့မကြိုက်တော့ဘူးဆိုရင်ตายမှုမရတော့ဘူးလေလူတွေကတော့တစ်ခုမကြိုက်ဘူးဆိုနောက်တစ်ခုပြောင်းကြိုက်တာအဲ့တော့ตายမှုကသူ့လွတ်မသွားဘူးလေဒါလေးပေါ်မှာမတွေ့တာတော့ဘူးဆိုရင်နောက်တစ်ခုပြောင်းတွေ့လိုက်တာလေပြောင်းမှမပြောက်တာတစ်ခုမကြိုက်တာတော့ရှိတယ်ဒီတစ်ခုမကြိုက်လို့ပြစ်လိုက်ပြီးနောက်တစ်ခုယူတယ်လေသူကအဲ့ဒါလို့သွားတော့ဒီတွေ့တာမှုကတစ်ခုနဲ့တစ်ခုပြောင်းနေတာပဲရှိတယ်ဟိုလုံးဝပြောက်သွားတာမဟုတ်ဘူးအခုကဘယ်ယုတ်တရားပေါ်မှာตายရစရာရှာမတွေ့ဘူးဘယ်နံတရားပေါ်မှာตายရစရာရှာမတွေ့တော့အားလုံးပေါ်မှာခြေနှက်เสียရှာမတွေ့တော့ညင်းငွေတယ်လို့ခေါ်တယ်ညင်းငွေတယ်ရဲ့အတိပ္ပယ်ကဘာတော့ဆိုตายရမှုကိုရှာမတွေ့တော့ဘူးตายရမှုကိုမရဘူးပြောစရာမတွေ့တော့ဘူးလို့ဆုံးလို့တယ်ပေါ့အခုကပြောစရာကတဏှာမတွေ့ရင်တဏှာတွေ့နေတာလေလူတွေကတော့ရိုးသွားလို့ရှိရင်တော့ညင်းငွေတတ်ပါတယ်နော်ဝတ္တဟင်းစားတာညီးတယ်ချမောင်ရွယ်လေးစားလိုက်အောင်မယ်ဒီလိုနဲ့ပြောင်းပြီးတော့တွယ်နေတာလေတခုတည်းညင်းငွေတာနောက်တစ်ခုမျောနေတာပဲဒါကြတော့ဒါလေးမစားတာကြာပြီစားခြင်းလားဗျာဒီလိုပဲလှည့်ပြီးတော့မဆုံးနိုင်တဲ့တန်တရားခရီးရှောက်နေတာလေဟိုညင်းငွေတယ်ဆိုတာကြတော့အဲ့ဒါမဟုတ်ဒီပေါ်မှာလည်းအတွေ့ပြတ်သွားပြီဟိုပေါ်မှာလည်းအတွေ့ပြတ်အားလုံးပေါ်မှာအတွေ့ပြတ်သွားတာယာစရာဆိုဘယ်နေရာမှာရှာမတွေ့တော့ဒါကိုပြောတော့နိဗ္ဗိနတိနိဗ္ဗိနတိလို့ရသော်ဗျာစကလုံးတစ်လုံးပဲသုံးလိုက်ပြီမဲ့လို့ဒီစကလုံးကဘယ်လောက်ထိတာသွားတော့ဆိုဝိပဿနာဉာဏ်စဉ်အားလုံးကိုထည့်ပြီးတော့ဟောလိုက်တဲ့စကလုံးနိဗ္ဗိနတိညီးငွေတယ်ဆိုတာရှင်းတတ်เสียตายရเสียနော်ကြည်နူးเสียတခုမှရှာမတွေ့တော့ဘူးလို့ပြောတယ်ဘယ်နေရာမှရှာမတွေ့တော့ကြည်နူးเสียရှာမတွေ့တော့အဲ့ဒါကိုနိဗ္ဗိနတိလို့ခေါ်တယ်ကဲနိဗ္ဗိနတိရှင်းတတ်เสียတွေရှာမတွေ့တော့ဘူးဆိုရင်ဘာဖြစ်လဲဆိုဝိရိစတိတွေ့တာမှုတဏမလာတော့ဘူးပြတ်သွားပြီရှင်းတတ်เสียရှိနေမှလာမှလေသူကတွေ့တာမှုဆိုတာရှင်းတတ်เสียရှိမှလာတာဟုတ်ခုရှင်းတတ်เสียတကူမှရှာမတွေ့တော့ဘူးဆိုရင်ဝိရိစတိတတ်မဲ့မှုတွေလုံးဝကင်းပြတ်သွားတယ်တတ်မဲ့မှုတွေလုံးဝကင်းပြတ်သွားလို့ရှင်ဝိရာဂဝိမုတ်စတိလုံးဝကင်းပြတ်သွားရင်စိတ်ကလေးကလွတ်သွားဘယ်ကလွတ်သွားတော့အတွေ့အတာကနေလွတ်သွားဟုတ်ကဲ့တွေ့တာမှုနဲ့ငါကစိတ်ကလေးကတွဲနေအဲ့ဒီတွေ့တာမှုကနေလွတ်ထွက်သွားပြီလို့ဒီလိုပြောတာနော်ငါကတော့ဥပမာပဲစာရွက်လေးနှစ်ရွက်ချားမှာကော်မရှိဘူးဆိုလို့ရှိရင်ဒီနှစ်ရွက်ဟာတူတူထိနေပြီမဲ့လို့ကတ်မနေဘူးမို့လားစာရွက်ကလေးနှစ်ရွက်တူတူထပ်ထားပြီမဲ့လို့ तू ကကတ်မနေဘူးတစ်ခုနဲ့တစ်ခုမတွေ့ဘူးလို့ပြောတာနော်အဲ့ဒီကြားထဲမှာစူပါဂလူးထည့်လိုက်ရင်တော့ဒီစာရွက်ဟာကတ်သွားတယ်နော်ကတ်သွားတယ်ဆိုတာအဲ့ဒါလိုပဲစိတ်နဲ့အာယုံကစိတ်ဆိုတာအာယုံရှိမှာပဲအာယုံကိုသိမှာပဲဉာဏ်နာစိတ်ကလည်းသိတာပဲမြတ်စွာဘုရားမျက်စိရှိတော့မမြင်ဘူးလားနားရှိတော့မကြားဘူးလားခွန်ကြီးတို့တွေပဲအတိုင်းပဲယဟန္တာတို့မြတ်စွာဘုရားတို့ဆိုတာမျက်စိရှိတော့မြင်စရာမြင်မှာပဲကောင်းတာလည်းမြင်တာပဲဆိုတာလည်းမြင်တာပဲသို့တော့ကြားထဲမှာဂလူးမရှိဘူးဂလူးဆိုတာစူပါဂလူးဒီကော်မရှိဘူးကော်မရှိတော့မတွေ့ဘူးလို့ပြောဘုန်းကြီးတို့တွေကြတော့မျက်လုံးနဲ့ဒီစိတ်နဲ့မျက်စိကနေမြင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်နဲ့အာယုံနဲ့ကြားထဲမှာကော်အဝင်းဝင်သွားတဲ့အခါကျတော့တွဲသွားတာ
နော်မုန်းတိမှုဝင်လာတဲ့အခါမှာဒေါသဖြစ်တယ်တွေ့တာမှုဝင်တဲ့အခါမှာလောဘဖြစ်တယ်အဲ့ဒီလောဘဆိုတာတွေကဒါတွေ့တာမှုဆိုတာဒါကော်စေးပဲပေါ့တန်ရောစဉ်ဆိုတာလည်းအဲ့ဒါကိုပြောတာနော်တန်ရောစဉ်ဆိုတာမျက်စိကိုပြောတာလည်းမဟုတ်ဘူးမြင်တဲ့အဆင်းအာယုံကိုပြောတာမဟုတ်ဘူးနော်ဈာထဲမှာအဆင်းအာယုံနဲ့ဒီမျက်စိမြင်သိစိတ်နဲ့ဈာထဲမှာတွေ့ထားတဲ့တဏှာရာဂကိုပြောတာဖြတ်တာအဲ့ဒါကိုဖြတ်ရအဖြတ်မှားလို့ရှိရင်တော့ဒုက္ခရောက်သွားမယ်နော်တချို့ကတန်ရောစဉ်သမီးတန်ရောစဉ်ဒီကဲသားတွေသမီးတွေအကုန်စွန့်ပစ်လိုက်မယ်ဆိုပြီးတော့ဒီလိုလုပ်တာနော်အဲ့လိုလုပ်ဖို့ပြောတာမဟုတ်ဘူးနော်တော့ကြတော့တောလဲထွက်မကုန်နဲ့အောင်ဆိုလိုတာကဖရာလက်ထက်တုန်းကဒီမိသားစုဘဝနဲ့ပဲသောတာပန်ဖြစ်သွားတာတွေရှိတယ်သဂရဂံဖြစ်သွားတာတွေရှိတယ်အနာဂံဖြစ်သွားတာတွေရှိတယ်နော်အနာဂံဖြစ်ပြီဆိုရင်တော့မောင်လိုနှမလိုနဲ့နေပြီးတော့အိမ်တော်မှုကိစ္စကိုတိတ်မလုပ်တော့ဘူးပေါ့လွှဲအပ်ပြီးတော့တကယ်သူတော်စင်လိုနေတော့တာပေါ့ယဟန္တာဖြစ်ပြီဆိုရင်တော့မနေတော့ဘူးဒီအဝတ်နဲ့ကိုမနေတော့ယဟန္တာမဖြစ်သေးတဲ့ညတော့နေလို့ရသေးတယ်နော်မကြောက်နဲ့ယဟန္တာမဖြစ်သေးရင်နေလို့ရအနာဂံထိအောင်လူ့ဘဝမှာနေတာဘုရားလက်ထက်ကပြည့်တာပဲအဲ့ဒါဘုန်းကြီးမကောနိုင်လို့လည်းမပူနဲ့အဲ့ဒီဂလူးပဲဖြေဖို့လို့တယ်အဲ့ဒီကော်စေးကိုတော့တဖြည်းဖြည်းလျှော့ခိုင်းဒါဆိုလိုတာပဲเนาะဒါဖြင့်ကော်စေးများတော့တပည့်တော်တို့ပိုးမခိုင်မြဲဘူးလားဆိုကော်စေးများလေမခိုင်လေပဲမှန်ကော်အား6တတ်တာဟုတ်အဲ့တော့ကော်စေးမများပဲနဲ့ဗာနဲ့လောက်ရမှာတော့ဆိုမေတ္တာနဲ့နေတာမေတ္တာနဲ့နေရင်အတွေ့အတာမရှိဘူးကော်နဲ့နေလို့ရှိရင်နောက်ကတောကလိုက်လာဆိုရင်လည်းပူလောင်နေဆိုတာတောကလိုက်လာနောက်ကဘာတွေလိုက်လာဒေါသတွေလိုက်လာမယ်မကျေနပ်တာတွေလိုက်လာမယ်အဲ့ဒါပို့ဆိုးသွားတယ်နော်အေးအဲ့လိုဆိုလို့တာမြတ်စွာဘုရားကကြည့်နိဗ္ဗိနတိတဲ့ခံစားမှုပေါ်မှာညီးငွေ့တယ်ညီးငွေ့သွားရင်နိဗ္ဗိနံဝိရစတိတွေ့တာမှုတွေဆွတ်ကပ်မှုတွေပျောက်ငြိမ်းသွားတယ်ဝိရာဂဝိမုစ္စတိတွေ့တာမှုမရှိတဲ့အခါမှာစိတ်ကလေးကလွတ်သွားတယ်ဆိုတာဈာတွေကကော်စေးလေးမရှိတဲ့အခါစက္ကုနှစ်ခုကလွတ်သွားloose ဖြစ်သွားပြီဒီလိုဆိုလိုတာပေါ့နော်ကျိုးလေးနဲ့ခြိထားတယ်ဟိုနှဖြူကြီးနဲ့နက်နက်ကြီးကျိုးလေးနဲ့ခြိထားတယ်ကျိုးဖြုတ်လိုက်တာနဲ့လွတ်မသွားဘူးလားလွတ်သွားတယ်ကျိုးဖြုတ်လိုက်တာနဲ့နှစ်ကောင်ကချောင်းချောင်းခြိသူကသူသွားခြင်းနဲ့စီသွားလို့ရသွားပြီလွတ်သွားအဲ့ဒါလို့ဆိုလိုတာနော်ဝိရာဂဝိမုစ္စတိလွတ်သွားပြီတဲ့လွတ်သွားတဲ့အခါမှာဘာဖြစ်တုံးဆိုရင်စိတ်ဟာဝိမုတ္တစိတ်တဏှာတို့ဒိဋ္ဌိတို့ဒီကိလေသာတွေအားလုံးကလွတ်မြောက်သွားတဲ့စိတ်ရှိတဲ့ယဟန္တာပုဂ္ဂိုလ်ဟာဘာဖြစ်လဲလို့ဆိုရင်ဘယ်သူနဲ့မှအငြင်းခုန်မလုပ်တော့ငြင်းခုန်စရာသူ့မှာမရှိတော့ဘူးလေအားလုံးပဲအာယုန်နဲ့မှလည်းအငြင်းခုန်ဘယ်သူနဲ့မှလည်းအငြင်းခုန်မလုပ်တော့ဘူးဘာလို့လဲဆိုလွတ်သွားပြီလေဒီသဘာဝတရားတွေအားလုံးသိပြီးတော့လွတ်သွားတော့ဘယ်သူနဲ့မှမငြင်းခုန်တော့ဘူးပြောစရာရှိလို့ရှိရင်လောကဝဟာရအတိုင်းငါလိုလည်းပြောမယ်ငါဟာလိုလည်းပြောခြင်းပြောမယ်ဒါဘသူတပိတ်တုံးဆိုရင်ငါတပိတ်နော်ဒါဘသူတုံးဆိုရင်တပည့်တော်ဘသူပါဟောဒီလိုလောကအသုံးအနေနဲ့တာပြောတာသို့တော်သူ့စိတ်ထဲမှာသူ့အတိအနေနဲ့ကငါဆိုတာဘာမှမရှိဘူးငါဟာဆိုတာလည်းဘာမှမရှိဘူးဆိုတဲ့အတိညာကရှိပြီးတော့သွားတယ်လို့ယဟန္တာပုဂ္ဂိုလ်တွေဟာအဲ့ဒါလို့စိတ်ကကိလေသာတွေနဲ့မတွေ့တော့ဘဲနဲ့လွတ်သွားတာဒီအာယုန်နဲ့လွတ်သွားတာကိုပြောတာမဟုတ်ဘူးကိလေသာကလွတ်တာကိုပြောတာနော်တချို့ကအဲ့ဒီအဓိပ္ပာယ်ကိုမသိတဲ့အခါမှာအာယုန်မှန်သမျှကိုပုတ်ထုတ်မယ်ဆိုဘယ်လိုလုပ်ပုတ်ထုတ်လို့ရမှာအာယုန်ဆိုအဲ့တော့အာယုန်နဲ့စိတ်နဲ့ကတွဲမှာပဲလေစိတ်ဆိုတာကအာယုန်ရှိမှဖြစ်တာအာယုန်မရှိရင်စိတ်ကိုမဖြစ်ဘူးအာယုန်နဲ့စိတ်နဲ့တွဲမယ်တွေ့မယ်မျက်စိရှိတော့ကြည့်မယ်မြင်မယ်နားရှိတော့နားထောင်မယ်ကြားမယ်အတန်ကိုနော်နှာခေါင်းရှိတော့အနံ့ရမယ်လျှာရှိတော့အရသာသိမယ်ဈာထဲမှာဘာတော့ဆိုရင်ဂလူးမထည့်နဲ့လို့ပြောတာအဲ့ဒါမပါဖို့ပဲအရေးကြီးတယ်ဟုတ်ကဲ့လားအဲ့တော့မြတ်စွာဘုရားဒီတရားဓမ္မကျင့်တယ်ဆိုတာအလဲကောင်ကအတွေ့လေးကိုဖြုတ်ဖို့ကျင့်တာကျန်တာတွေပယ်ဖို့ကြည့်တာမဟုတ်ဘူးလို့ဖို့ဆိုရင်မျက်စိနဲ့မကြည့်ရဘူးနားနဲ့နားမထောင်ရဘူးလို့ချုပ်ချယ်ရဖြစ်နေမှာပေါ့အဲ့ဒီအိဗယ်မျိုးပြောမယ်ဆိုလို့ချင်းကဲမျက်စိကန်းနေတယ်လို့မမြင်ရဘူးမမြင်ရအေးတာပဲလို့ပြောရမှာပဲเนาะဒါသူယဟန္တာဖြစ်မှာပေါ့နားကန်းနေတော့မကြားရဘူးမကြားရအေးတာပဲဆိုယဟန္တာဖြစ်မလားဘယ်ဖြစ်မလဲเนาะဝေးကြီးပဲ
အခုကအတိညာနဲ့အလေကောင်ကတွေ့တားနေတဲ့အစေးတစ်ခုဖြုတ်ချလိုက်တယ်ခွာပလိုက်တာအဲ့ဒီအစေးကဘယ်တော့မှမကတ်တော့ဘူးမကတ်လို့ရှိရင်အာယုန်နဲ့စိတ်နဲ့လွတ်ထွက်သွားပြီလို့ပြောတာဝိမု ക്ത စိတ်တာလို့ဆိုလို့တယ်ဘယ်ကနေလွတ်ထွက်တော့ဆိုတဏှာကလွတ်သွားတယ်အဝိဇ္ဇာကလွတ်သွားတယ်ကိလေသာတွေကလွတ်သွားတယ်အဲ့လိုအဝိဇ္ဇာတဏှာကိလေသာတွေကလွတ်သွားတဲ့ယဟန္တာပုဂ္ဂိုလ်မျိုးဟာတဲ့ဘယ်သူနဲ့မှအငြင်းခုံမလုပ်တော့ဘူးတဲ့လောကမှာရှိတဲ့အတိုင်းပဲသူပြောကြရှိပြောတော့မယ်လို့ဆိုပြီးတော့ဒီတရားကိုဟောလိုက်တဲ့အခါမှာရှင်သာရိပုတ္တရာကဒီတရားသူကသူ့တူကိုဟောနေတဲ့တရားနော်နားထောင်တေးသေးချာချာနားဆိုင်ပြီးတော့ထောင်ရှင်သာရိပုတ္တရာအဲ့ဒီအချိန်မှာသောတပန်ပဲရှိသေးတာလေနားထောင်နေတာခုနကပြပိုက်ကြီးကလည်းနားထောင်တယ်သူ့ရဲ့အယူဝါဒကိုဖယ်ရှားပြီးတော့မြတ်စွာဘုရားဒီတရားကိုဝိပဿနာကျင့်တယ်ဟောလိုက်တဲ့အခါမှာသူသဘောကျသွားပြီနောက်ဆုံးမှာမှားရင်းတဲ့အယူဆတွေဖယ်ရှားလို့တန်တရားတွေဖယ်ရှားပြီးတော့ဒီကနခပြပိုက်ဟာသောတပန်ဖြစ်သွားရှင်သာရိပုတ္တရာမထေရမြတ်ကတော့သူ့တူကိုဟောတဲ့တရားကိုနားထောင်ရင်သူဘယ်လိုသဘောပေါက်သွားတော့အမှန်သိမှဖယ်နိုင်တာပါလားနော်ရုပ်ပေါ်မှာတွေ့တာနေတဲ့တဏှာနာမ်ပေါ်မှာတွေ့တာနေတဲ့တဏှာကိုမြတ်စွာဘုရားကအမှန်သိပြီးဖယ်တဲ့နည်းတွေကိုဟောတာပါလားလို့ဆိုပြီးတော့အသိဉာဏ်တစ်ခုရပါအဲ့ဒီအသိဉာဏ်ကအလွန်ကိုအဆင့်မြင့်တဲ့ဝိပဿနာအသိဉာဏ်ကနေနောက်ပြီးတက်သွားတော့ရှင်သာရိပုတ္တရာမထေရမြတ်ဟာဝိပဿနာဉာဏ်အဆင့်ဆင့်နဲ့နောက်ဆုံးမှာရတ္တမေရတ္တဖို့ရပြီတရားနာရင်းမဲ့ဉာဏ်နာဖြစ်သွားတယ်တဲ့အဲ့ဒီတရားကဘယ်ချိန်ဟောလိုက်တာတော့ဆိုဒီတဘောရဲလာပြီနေမဝင်ခင်လေးမှာဒီတရားပြီးသွားတာနဲ့မြတ်စွာဘုရားလဲသူတို့ပြောမယ်ဆိုရင်တော့တရားပွဲကြီးမဟုတ်ဘူးပရပိုက်တယောက်ကိုဟောနေတဲ့တရားနော်အနာနာမှာရှင်သာရိပုတ္တရာရှိတယ်သူတူပရပိုက်ကိုတရားရှင်းပြပြီးမြတ်စွာဘုရားကပလင်မော်ကနေထသွားလိုက်ဘယ်သွားတော့ဆိုဝေလုံဝကျောင်းသွားရှင်သာရိပုတ္တရာတို့ကလည်းနောက်ကနေလိုက်သွားတယ်ဟိုရောက်တဲ့အခါကျတော့မချင်းချက်ပဲနဲ့ယဟန္တာ250စုမိသွားတယ်စုမိသွားတဲ့အလယ်မှာမြတ်စွာဘုရားကဩဝါဒပါဠိပေါင်းကိုပြပြီးတော့ရှင်သာရိပုတ္တရာကိုဧကတာဝကပထမလက်ရရရှင်မောဂလန်ကိုဒုတိယဧကတာဝကလို့ဆိုပြီးတော့တန်ခပရိသတ်မှာချိန်ညာလိုက်တာဒါပထမတာဝကတဏိပါတလို့ခေါ်တယ်နော်တခြားဘုရားတွေကြတော့ဓိတဲ့တန်ခါများတယ်ပေါ့ပထမတာဝကတဏိပါဒဒုတိယတာဝကတဏိပါဒတတိယတာဝကတဏိပါဒဆိုပြီးတော့တဏိပါဒ3မျိုးရှိတယ်အစည်းဝေးပေါ့လေအစည်းဝေးဆိုတာအစည်းဝေးဖိတ်ခေါ်တာမဟုတ်ဘူးအဲ့ဒီတန်ခါတွေအားလုံးစည်းဝေးမိတဲ့အချိန်မှာဆုံးဖြတ်ချက်တစ်ခုကြလာတယ်ရှင်သာရိပုတ္တရာဧကတာဝကပညာအရာမှာဣသေရတဲ့ဧကတာဝကပထမရှင်မောဂလန်ကတကူအရာမှာထူးချွန်တဲ့ဒုတိယဧကတာဝကလို့ဆိုပြီးအဲ့ဒီအစည်းအဝေးမှာဆုံးဖြတ်ချက်မြတ်စွာဘုရားချပြီးခုခေတ်လိုပြောလိုက်လို့ရှိရင်တော့တင်မြောက်လိုက်တယ်ပေါ့နော်အဲ့တော့ဒီသုတ်တံဟာဒါဒီကနခသုတ်တံထူးခြားချက်ပေါ့တရားနာသူကလည်းဒီထဲမှာအရာဆိုရင်2ဦးပဲရှိတယ်ပေါ့တဦးကပြပိုက်တဦးကရှင်သာရိပုတ္တရာတရားသူတရားမြတ်ရသွားတယ်တဲ့ကဲဒီကနေ့တရားနာတဲ့ပရိသတ်တွေကဘယ်နှယောက်များရသွားမယ်တော့မသိနိုင်ဘူးပေါ့နော်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သစ္စာဘုရားသခင်ကိုရမြတ်ဟောကြားတော်မူခဲ့တဲ့ဒီကနခသုတ်တံဆိုတာဝိပဿနာကျင့်စဉ်တစ်ခုရှင်းလင်းပြတ်သားစွာဟောထားတာဖြစ်တယ်ရုပ်ခန္ဓာကိုယ်ကြီးရဲ့ရုပ်အကြောင်းကိုသိသိပုံကိုမြတ်စွာဘုရားရှင်းရှင်းလင်းလင်းဟောပြီးတော့နာမ်ကိုဟောတဲ့အခါကျတော့ဝေဒနာကိုသိသိပုံကိုသိသိတယ်ဆိုတာအသိဉာဏ်နဲ့ပိုင်ပိုင်နိုင်နိုင်သိတာကိုဝိပဿနာကျင့်စဉ်တစ်ခုဟောပြီးတော့ရတ္တမေရတ္တကိုစောင့်တည်ထိအောင်ဝိပဿနာကျင့်စဉ်တစ်ခုဟောထားတာဖြစ်သောကြောင့်ဒီကနခသုတ်တံလာကျင့်စဉ်အတိုင်းတို့တွေဆင်ញင်နှလုံးသွင်းလိုက်နာကျင့်ကြံပွားများအားထုတ်ကြမယ်ဆိုလို့ရှိရင်ထိုအရှင်မြတ်တွေတရားသူတရားမြတ်ရတယ်လို့တို့တွေလည်းတစ်ချိန်တစ်ခါကြလို့ရှိရင်တရားသူတရားမြတ်ရမှာပဲလို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာခေယံကွာ
ချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေအစေချမ်းသာစိတ်ချမ်းသာဒုယဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဒုယဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင်မြဖြူစင်အေးကြည်လင်သည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအရိဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံလန်းတဝန္တာရွှေမျိုးဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိရိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း